Okay ကျွန်တော်ရဲ့ပေါက်ကလေး reaction YouTube channel လေးပြန်လဲကြည့်ဆိုပါရစေကျွန်တော်ဒီနေ့သတင်းကောင်းတွေဘာတွေပါလဲဆိုတာကျွန်တော်ချက်လောက်ကြည့်အောင်နော်ဒီသတင်းကိုကြတော့အခုရဲဘော်ရှန်လေးတင်ဆက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဆိုတော့အားလုံးကျွန်တော်သတင်းကောင်းတွေဘာတွေရှိလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်နော်အောက်ချင်းမြတ်တို့ရဲ့တောင်ပန်ရိုက်ခတ်တန်တွေကြားထဲမှာကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ရဲဘော်89ဦးကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်ဆိုတော့ကြာဆုံးရဲဘော်တွေဒီလောက်များပြားတဲ့အခြေအနေတွေနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့များပြားလွန်းတဲ့အခြေအနေတွေကိုကျွန်တော်မိဘတွေကိုကျွန်တော်သေးစိတ်တင်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ချင်းပြည်နယ်မြို့ရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖလန်းမြို့ကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲကြီးရဲ့နောက်ွယ်ကအကြောင်းတွေကိုတင်ပြပေးမှာပါနောက်တစ်दिनဘုတ်မှာတော့မြူးကြွတဲ့တေးတန်တွေအစားပုံနဲ့ဟုံးနဲ့ပဲအတန်တွေကြားနေရတဲ့တော်လန်သောလက်ချံတွေအကြောင်းကိုပဲတင်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးကြည့်ဝင်ရကြည့်ရှုပေးဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်တအူးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်အောက်ချင်းငတ်တို့ရဲ့တောင်ပန်ရိုက်ခတ်တန်ကျွန်တော်ရဲ့မိဘတွေကြားခဲ့ပေးပါပြီဖမ်းမျိုးသိမ်းတိုက်ပွဲမှာကျွန်တော်တို့လူငယ်တွေရဲ့ရဲစံတတိတွေနဲ့ကျွန်တော်ပြည်သူတရက်လုံးရဲ့အောင်ပွဲမုတ်တိတ်စာလောင်မှုတွေကိုလည်းကျွန်တော်တို့ဖော်ပြနိုင်ခဲ့ပြီဟုတ်ပါတယ်ငါးလတာတိုက်ပွဲအတွင်းကျွန်တော်တို့ရဲဘော်89ဦးဘာကြောင့်ပိတ်ဆက်ခဲ့ရတာလဲဆိုတဲ့အကြောင်းကိုအဓိကတင်ပြပေးမှာပါချင်းပြည်နယ်မြို့ရဲ့ဒုတိယကြီးဆုံးမြို့ချင်းမြောက်ပိုင်းမှာရှိတဲ့တိမ်ပင်လယ်တွေကြားထဲမှာရှိတဲ့အရန်ကိုလှပတဲ့ဖလန်မြို့ရောမမြို့လို့တော့မှတင်စားခံရတဲ့ဖလန်မြို့အဲ့ဒီမြို့မှာကျွန်တော်တို့ရဲဘော်လူငယ်ပေါင်းမြောက်အများမြင့်စွာအသက်ပေးလူခဲ့တယ်မြို့သိမ်းတိုက်ပွဲ5လဝင်းကျင်ကြာဆင်နွှဲခဲ့တဲ့အချိန်တွေတွင်းမှာပါဟုတ်ပြီဒါလေးကိုကျွန်တော်မိဘတွေဒီနေ့ဒါသတင်းနေပေါ့နော်ဒါလူမှုကွန်ရက် social စာမျက်နှာအထက်မှာတွေ့ပြီးနေရတော့ကျွန်တော်မိဘတွေဘာဘလို့အခြေအနေမျိုးတွေမှာကျွန်တော်ရဲဘော်တွေထိခိုက်တာလဲဘာကြောင့်အဲ့လောက်များများထိခိုက်တာလဲတိုက်ပွဲတစ်ခုမှာဒီလိုမျိုးကျွန်တော်လူငယ်တွေအဲ့လောက်ထိအများအပြားထိခိုက်တာလားဆိုတဲ့စစ်မြေပြင်အခြေအနေတွေအကြောင်းကိုကျွန်တော်မိဘအချမ်းကိုသိကျင်မယ်လို့ကျွန်တော်မျှော်လင့်လို့ဒီနေ့ဗီဒီယိုတင်ဆက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီတိုက်ပွဲသတင်းတွေအဲ့ဒီစစ်စင်တွေကိုကျွန်တော်မပြောခင်မှာကျွန်တော်မိဘတွေကိုကျွန်တော်စစ်စင်ရေးအတွက်ကျွန်တော်ခရီးတစ်ခုထွက်တယ်ခရီးထွက်တဲ့လမ်းကြောင်းမှာကျွန်တော်တက်စကန်တစ်ခုရှိတယ်အဲ့ဒီတက်စကန်တစ်ခုမှာကျွန်တော်ခဏဝင်နားတယ်ခဏဝင်နားတဲ့အချိန်မှာကျွန်တော်ရဲဘော်တယောက်ကကျွန်တော်ကိုတွေ့လို့အရန်ကိုဝမ်းသာပြီးဟာကိုရှမ်းလေးဆိုကျွန်တော်ပြေးပြီးတော့ဖတ်ကျွန်တော်လည်းသူ့ကိုပြန်ဖတ်တယ်ဆိုတော့ तू ကကျွန်တော်ဘာပြောလဲဆိုအားကိုရှမ်းနဲ့မတွေ့တာအရန်ကြာနေပြီတဲ့အခုအရန်တွေ့ချင်တာကျွန်တော်ငိုးပေးအောင်တဲ့ဆိုတော့ကျွန်တော်ကအဲ့ဒီခီးသွားနေတဲ့လမ်းကြောင်းဆိုတော့ကျွန်တော်ပတ်စံတိတ်ပါဖို့ဗျာကျွန်တော်သူ့ကိုပေးချင်တယ်ဟာညီလေးလို့အခုခီးအခုလမ်းကြောင်းရှိနေတယ်ကိုအရန်ကိစ္စလေးတစ်ခုရှိတယ်ပြန်ကြရင်ကိုဝင်လာခဲ့မယ်ဟုတ်ပြီအဲ့ဒီရဲဘော်ကသူ့အကြောင်းလေးကျွန်တော်နည်းနည်းလေးပြောပြချင်တယ်သူကဒီပျော်ပေါ့ပေါ့ပပနေတတ်တဲ့ပုံစံရှိတယ်ကျွန်တော်စကန်မှာနေခဲ့တဲ့ရဲဘော်ဆိုတော့လက်ရှိဒါကျွန်တော်တို့ဒါစီရေးနယ်ပယ်တွေကိုဖြတ်ချက်ပြီးတော့တာဝန်တီးတီးထမ်းဆောင်နေတဲ့အချိန်မှာဒါနေရာတွေတော့ကျွန်တော်တို့တွေမတူကြတော့ဘူးเนาะဆိုတော့ဘယ်လောက်ထိလဲဆိုရင်ကျွန်တော်စကန်မှာရှိနေတဲ့အချိန်တော့ကသူကျွန်တော်ချိန်မှာခွင့်လာတောင်းတယ်အကိုတဲ့ကျွန်တော်ရွာလေးခဏသွားချင်လို့ဘာဖြစ်လို့ရွာလေးသွားချင်တာလဲကျွန်တော်လည်းရွာထဲမှာတဲ့TV ဖွင့်တဲ့အိမ်ရှိတယ်ကျွန်တော် TV သွားကြည့်ချင်လို့တဲ့ဆိုတော့ရဲဘော်လူငယ်တွေရဲ့လွမ်းတဲ့စိတ်လေးတွေဒါသူတို့လည်းရုပ်တံ TV တွေကိုလွမ်းနေကျွန်တော်မိပါပြီဒါနားလည်ခံစားမိမယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့သူတို့လွမ်းတဲ့ပုံစံလေးတော့အမျိုးမျိုးရှိတာပေါ့ဗျာဆိုတော့ position လေးနဲ့ကျွန်တော်လည်းကြွားနေသွားပြီးတော့ TV သွားကြည့်ချင်လို့တဲ့
အဲ့ဒီဆိုင်လေးတစ်ဆိုင်မှာ TV လေးဖွင့်တတ်တယ်ဒီချိန်ဆိုရင်ねကျွန်တော်ပြောအေးဟုတ်ပြီညီလေးသွားဘယ်ချိန်ပြန်လာမှာလဲကျွန်တော်ဒီချိန်သွားပြီးဒီချိန်ပြန်လာမယ်ဟုတ်ကဲ့သူပြန်လာတယ်အဲ့လိုမျိုးရဲဘော်လေးပါဆိုတော့ကျွန်တော်ရဲ့ဒါတာဝန်နဲ့ကျွန်တော်စစ်စင်ရေးလမ်းကြောင်းကိုကျွန်တော်ခီးဆက်သွားတယ်ပြီးတော့အဲ့ဒီလမ်းကြောင်းမှာကျွန်တော်တို့ဒါတိုက်ပွဲအခြေအနေတွေနဲ့ပြင်ဆင်ရတဲ့အခြေအနေတွေနဲ့ကျွန်တော်9ရက်ဝန်းကျင်လောက်ကြာပါတယ်ဆိုတော့9ရက်ဝန်းကျင်လောက်ကြာပြီးတော့ကျွန်တော်ပြန်ဝင်လာတယ်ပြန်ဆင်းလာတယ်ဒီလမ်းကြောင်းတွင်းမှာပဲဆိုတော့အဲ့ဒီနေရာအဲ့ဒီစခန်းကိုကျွန်တော်ပြန်ရောက်တယ်ပြန်ရောက်ချင်းမှာပဲကျွန်တော်လာပြောတယ်ကိုရှမ်းရဲဘော်ကြာသွားပြီဆိုတော့ကျွန်တော်ဘာပြောရမှမသိဘူးဘာကြောင့်ကြာလာလဲဂျုံထိပြီးတော့ကြာတာဘယ်နှယောက်ကြာသွားတာလဲဘသူအပါဝင်၄ဦးကြာတယ်ဆိုတော့ကျွန်တော်မြင်ပါတယ်ဒါကတော်လန်ချိန်ဖြစ်ပါတယ်ကျွန်တော်လူငယ်တွေက24နာရီတိုက်ပွဲစစ်မျက်နှာပြင်မှာရှိနေကြပါတယ်ဒါဟာကျွန်တော်ခရီးသွားနေတဲ့အချိန်အရှိမကျွန်တော်သွားတဲ့စစ်စင်ရေးနဲ့ကျွန်တော်သွားတဲ့နေပယ်ဟာအရန်ကိုတိုက်ပွဲပြင်းတယ်ဆိုတော့ကျွန်မဖတ်စစ်ခွေးတက်သူ့ရဲ့ view ဟာကိုရိတ်ခါလုံးဝပေါ်လို့မရတဲ့နေရာမျိုးကျွန်တော်တို့အလောက်ထိအောင်တင်းကြပ်ဝင်းရပိတ်ဆို့ထားတာခေါင်းမထွက်နဲ့ခေါင်းထွက်ရင်ကျွန်တော်ပြခွဲပြီးသားပဲခြေမထွက်နဲ့ခြေထွက်ရင်ပြချိုးပြီးသားပဲရီတော့စင်ချိုးဖို့စိတ်ကူးတောင်ပေါ်ကိုပြန်တက်သွားနိုင်ရင်လည်းပဲဒီကောင်တွေရဲ့ဝိညာဉ်တရေပဲပြန်တက်သွားမယ်ဘော်ရီတော့ပြန်မပါစေရအောင်ကျွန်တော်တို့အလောက်ထိအောင်သေချာတောက်စီအောင်ပြင်ဆင်ထားတာဒီကောင်တွေအဲ့ဒီဒူဟာဂုံးမှာပဲမုတ်တုတ်ထိုင်ရင်းနဲ့နောက်ဆုံးသေဖို့ရက်ကိုထိုင်စောင့်နေရတယ်ဆိုတော့အချိန်တိုင်းကျွန်တော်မိဘတွေကိုကျွန်တော်နေရာကိုတင်ပြပေးမှာပါဆိုတော့လေချောင်းကနေပြီးတော့ရိတ်ခါပို့ရတဲ့အချိန်လေးဆိုတော့ရိတ်ခါပို့တဲ့အချိန်မှာလည်းဒီကောင်တွေပို့တဲ့ရိတ်ခါတိုင်းကလည်းသူတို့လက်ထဲကိုမရောက်ဘူးလက်ရှိကျွန်တော်တို့ဒီအကြံဖတ်စစ်ခွေးတက်ထိုင်ချထားတဲ့နေရာတော်တော်များဟာကျွန်တော်တို့ရဲ့လက်တွဲမှာရှိနေတာဆိုတော့အလောက်ထိကိုကတ်ခဲနေကျွန်တော်တို့ညာတိုင်းအိတ်တိုင်းအိုးစီဘောင်တီးတဲ့အတန်တွေပုံစံမျိုးလီယန်နဲ့ဘုံချဲတဲ့အတန်တွေလက်နဲ့ကြီးနဲ့ရန်တန်ပစ်ခတ်နေတဲ့အတန်တွေဆက်လက်နဲ့ရန်တန်ကုတ်နေတဲ့အတန်တွေကိုကျွန်တော်တို့ကြားရတာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ပုံမှန်ကြားနေကြကျွန်တော်မိမပြည်သူရဲဘော်ရဲဘက်တွေဆိုကျွန်တော် Telegram မှာဆိုရင်ကျွန်တော်မကြားပေါ့နော်ကျွန်တော်ရှေ့တန်းရောက်နေတဲ့အချိန်တွေဆိုရင်ကျွန်တော်ဒီဟာလေးတွေအမှတ်တရလေးတွေကိုတင်ပြပေးနေကြဒါဟာတိုက်ပွဲတစ်ခုကိုပြင်ဆင်နေတဲ့အချိန်နဲ့ပြီးတော့တိုက်ပွဲကနေပြီးတော့သွားတဲ့လမ်းကြောင်းတောက်လျှောက်မှဖြစ်ပျက်တဲ့အဖြစ်ပျက်လေးတွေကျွန်တော်မိဘတင်ပြတာကျွန်တော်အဲ့လိုမျိုးခက်ခဲကြမ်းတမ်းတဲ့နေရာကနေပြီးတော့နောက်ချန်စကန်တစ်ခုကိုကျွန်တော်ပြန်ဆင်းလာတဲ့လမ်းကြောင်းမှာပဲကျွန်တော်ရဲဘော်တငယ်ချင်း၄ဦးအကြမ်းဖက်စစ်ခွေးတက်ရဲ့ဂျုံတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရပါတယ်ဒါအချိန်လေးတစ်ခုအတွင်းမှာပဲဖြစ်သွားတဲ့ကိစ္စပါဟုတ်ပြီဒါဆိုရင်တော့ဖမ်းလို့တိုက်ပွဲမှာဂျမဖတ်စစ်ခွေးတက်ဒါအင်အား200ကျော်ကိုကျွန်တော်တို့အရှင်ဖမ်းမိခဲ့တယ်ဆိုတာကိုလည်းကျွန်တော်မြင်ပါလေကြားရမှာဖြစ်တယ်ပြီးတော့ကျွန်တော်ရဲဘော်လူငယ်တွေဟာလည်း89ယောက်အထိကြာဆုံးခဲ့တယ်ဆိုတာကိုလည်းကျွန်တော်မြင်ပါလေကြားသိရမှာဖြစ်တယ်အဲဆိုရင်တော့အဲ့ဒီစစ်စင်ရေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့သုံးသပ်ကြည့်အောင်ပါချင်းကြီးတော့မဟာမိတ်တပ်ဖွဲ့ဝင်တွေ9လကြာဖလမ်းမြို့သိမ်းစစ်စင်ရေးမှာတော်လိုင်းရေးတပ်ဖွဲ့ဝင်ရဲဘော်ရဲမေ89ဦးကြာဆုံးခဲ့ရပါတယ်မဟာမိတ်တပ်ပေါင်းစု18ဖွဲ့ပါဝင်ခဲ့တဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲလို့ကျွန်တော်တို့သိထားရတယ်2024ခုနှစ်နိုဝင်ဘာမှာစတင်ပြီးတော့2025ဧပြီ9ရက်နေ့မှာပြီးတဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အောင်ချင်းညတ်တို့ရဲ့အောင်ပွဲပါဟုတ်ပါတယ်ကြာရှုံးသူစုစုပေါင်း89ဦးမှာချင်းကြီးတော်တပ်ဖွဲ့ဝင်တွေရဲ့ရဲဘော်56ဦးပါဝင်ပြီးတော့အိမ်ရှင်အဖွဲ့အစည်းဖြစ်တဲ့ CMDF ကသူနာပြု2ဦးအပါအဝင်ရဲဘော်40ကြာဆုံးခဲ့တယ်လို့သိရပါတယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ပြန်ရလိုက်တာကအကြမ်းဖက်စစ်ခွေးတက်စစ်တုံးဘန်းကအရှင်အကောင်200ကျော်ပြန်ရရှိခဲ့တယ်ပြီးတော့ဟာလာယာ268တက်ကနေပြီးတော့လက်နက်ခဲယံအများအပြားသိစီရမိခဲ့တယ်ဒါကိုလည်းကျွန်တော်မိပါတယ်မှတ်မိအောင်မယ်ယူဆပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မဟာမိတ်
တော်လန်သောလူငယ်တွေ33ဦးအထိဖလန်းမြို့သိမ်းတိုက်ပွဲမှာပိတ်ဆက်ခဲ့ရတယ်လို့ကျွန်တော်တို့သိလို့ရပါတယ်ဟုတ်ပြီအဲ့ဒီမှာ BNR ကရဲဘော်2ဦးကြာဆုံးခဲ့ရတယ်ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့သူကတော့2ဦးခြေနှစ်ဖက်လုံးဆုံးရှုံးသွားတဲ့သူက2ဦးပြီးတော့ကျွန်တော်တို့လက်ချောင်းဆုံးရှုံးသွားတဲ့သူက1ဦးနဲ့ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ3ဦးဒါက BNR ဘိုးနဂါတပ်ဖွဲ့ကလူငယ်တွေဒဏ်ရာရှိခဲ့တာဖြစ်တယ်ပြီးတော့ကလေးခရိုင်ပကဖာကရဲဘော်2ဦးအဲ့ဒီရဲဘော်ဟာအသက်18နှစ်ပဲရှိသေးတယ်လယုံတက်ကရဲဘော်ညီငယ်လေးဖြစ်ပါတယ်ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့သူ10ဦးရှိပါတယ်ပြီးတော့ UG ကလေးအဖွဲ့ကပဲ9ဦးအထိဒဏ်ရာရရှိခဲ့တာကိုလည်းကျွန်တော်တို့သိရှိရပါတယ်ပြီးတော့96 Soldiers PDF ဆိုတော့96 Soldiers PDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့တပ်ခွဲမှုအပါအဝင်ရဲဘော်2ဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တပ်ဆုံးရှုံးခဲ့ရတယ်96 Soldiers ဆိုတာအညာကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပါကျွန်တော်တို့အညာသားကြီး96 Soldier ရဲ့အညာတပ်ခွဲမှုသူ့ရဲ့အမည်ကရဲဘော်10ဖြစ်ပါတယ်သူကကြာဆုံးခဲ့ရတယ်ပြီးတော့ရဲဘော်2ဦးကကိုလက်အင်ကဆုံးရှုံးခဲ့ရတယ်ပြီးတော့မြင်းကြံ Black Tiger ကျွန်တော်ရဲ့တငယ်ချင်းမြင်းကြံရဲဘော်လူငယ်တွေဟာ9ဦးထိမြင့်စွာအသက်ပေးလူခဲ့ရတယ်ပြီးတော့ကိုလက်အင်ကဆုံးရှုံးခဲ့ရတဲ့သူတွေကတော့အယောက်30အထိရှိတယ်လို့မြင်းကြံ Black Tiger ရဲ့ထုတ်ပြန်ကြေညာချက်တွေမှာတွေ့ရပါတယ်ဟုတ်ပြီနောက်ထပ်စကိုင်း Federal တပ်ပေါင်းစုဖြစ်တဲ့ SFT ကရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်ရဲဘော်4ဦးကတော့ပြင်းပြင်းထန်ထန်ဒဏ်ရရှိခဲ့ပါတယ်ဆိုတော့အခြားသောထိခိုက်ဒဏ်ရရှိခဲ့တဲ့ရဲဘော်တွေအခြားသောကြာဆုံးခဲ့တဲ့ရဲဘော်တွေအများအပြားရှိပါတယ်ပြီးတော့အဲ့ဒီမှာထပ်မံပြီးတော့ဒါစိုးရိမ်ရဆဲအခြေအနေတွေလည်းအများကြီးရှိပါတယ်ပြောချင်တာကတော့တော်လန်ရေးကျွန်တော်တို့တပေါင်းစုအားလုံးအဖွဲ့18ဖွဲ့ဖွဲ့စည်းထားတဲ့ဒီတပေါင်းစုလူငယ်တပ်ဖွဲ့ဝင်တွေဟာအဲ့ဒီထဲမှာရှိတဲ့လူငယ်ပေါင်း30ကျော်ဟာကိုလက်အင်္ဂါတွေဆုံးရှုံးခဲ့ရတယ်ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေဟာ900ကျော်ရှိပါတယ်ညီဘူးအဖြစ်ပြောမယ်ဆိုရင်ရှားနဲ့ချီပြီးတော့ပေးဆက်ခဲ့ရတယ်ရှားနဲ့ချီပြီးတော့အသက်ပေးလူခဲ့ရတယ်တိုက်ပွဲပါဆိုတော့စကားချက်အနေနဲ့ကျွန်တော်မိဘတွေကိုပြောချင်တာကတော့တိုက်ပွဲရှိရင်ပေးဆက်မှုရှိပါတယ်ဆိုတော့ဒါတွေကိုလည်းကျွန်တော်တို့လူငယ်တွေကသိပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်မဲ့ရဲဘော်လူငယ်တွေကယနေ့အထိထပ်တန်သောစိတ်ဆန္ဒတွေနဲ့တိုက်ပွဲဝင်နေသေးပါဟုတ်ပြီအဲ့ဒီ9လကြာတိုက်ပွဲအတွင်းမှာလေချောင်းတိုက်ခိုက်မှုအကျဉ်းရေပေါင်း1000ကျော်အကြမ်းဖက်စစ်ခွေးတက်ကအသုံးပြုခဲ့တယ်ကြောက်မိပါပဲအဲ့ဒီမှာကျွန်တော်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတက်ရပေါင်း900ဘုံတွေကြက်ချမှုအတွင်းမှာမြေတွေပြိုကျပြီးတော့ပေါင်း900ဘုံရဲ့damage အကြောင်းအဲ့ဒီမြေသားဆိုင်တွေဂျားထဲမှာကျွန်တော်တို့ကာဝေးတစ်ဖွဲ့ဝင်တွေပြီးခဲ့ရတဲ့ဗီဒီယိုဖိုင်တွေထပ်ပေါ်လာခဲ့ပါတယ်အဲ့ဒါတွေကအမှန်တရားပါကျွန်တော်တိုင်ရရတော့ကအဲ့ဒါပေါင်း900ဘုံတော့မဟုတ်ဘူးကျွန်တော်ထင်းနေ120ပြစ်လိုက်တာပေါ့နော်ဟောတော့အရန်ကတ်နေတဲ့အချိန်မှာကျွန်တော်တို့ခံမှန်းရတာခက်ပါတယ်ဆိုတော့ကျွန်တော်အနီးကိုကြားလိုက်ချိန်မှာကျွန်တော်ဘာမှမသိတော့ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်ပေါ်ကိုဒါမြေသားတွေပေါ့နော်မြေဆိုင်မြေခဲတွေအကုန်လုံးပြိုကျတဲ့အချိန်မှာကျွန်တော်ရဲဘော်တွေကျွန်တော်ကိုလုံခြုံပေးခဲ့တဲ့နေရာကိုခေါ်ထုတ်နိုင်ခဲ့တယ်ပြီးတော့နောက်နေ့အဲ့ဒီနေရာကိုကျွန်တော်နေနေရှင်းလင်းရင်းပြန်လုပ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာကအတားအဆီးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ပြင်ဆင်ရတာရှိတယ်ဆိုတော့ကျွန်တော်တို့နေရာယူထားတဲ့နေရာကိုကျွန်တော်အကြမ်းဖက်စစ်ခွေးတက်ကဘယ်အချိန်မှပြန်ပြီးတော့ထိုးသစ်ဆင်မလဲဆိုတော့အဲ့ဒါတွေအတက်လဲကျွန်တော်တို့ကြိုပြီးတော့ပြင်ရတယ်ဥပမာကျွန်တော်မိုင်းခင်းရတာရှိတယ်မိုင်းနေနဲ့ကျွန်တော်တို့ဆင်ပြီးတော့ကျွန်တော်တို့စစ်စင်ရေးတွေမှာမိုင်း2ထပ်3ထပ်အထိ
ကျွန်တော်တို့ကပြီးတော့စင်ထားရတဲ့ပုံစံတွေရှိတယ်ဆိုတော့ညာပိုင်းချိန်ဒီမှာမိုင်းတွေကွဲတယ်ဆိုအဲ့ဒီမိုင်းတွေဘာကြောင့်ကွဲတာလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်သုံးသပ်ရတယ်ပြန်ကြည့်ရတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်ဘူးတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေသိပါတယ်ဒါဟာတကယ်ကိုဒါဆွလုံးမှုတွေပြဆက်မှုတွေပြင်မစင်ရဲမှုတွေအများပြားအလူအလဲခံစားနေရင်းနဲ့ကျွန်တော်နိုင်ငံအကြမ်းဖက်စစ်ခွေးကျွန်တော်နိုင်ငံစစ်ကြုံဘွားကကျွန်တော်နိုင်ငံအာဏာရှင်အောက်ကလုံမြောက်ဖို့အတွက်ကျွန်တော်လူငယ်တွေပြဆက်တိုက်ပွဲဝင်ခဲ့တာပါဒါကြောင့်လည်းပဲအချို့သောဒါလူငယ်တွေဆိုရင်ယနေ့အချိန်ကြီးကြာဆုံးသွားတဲ့ရဲဘော်လူငယ်တွေအတွက်သူတို့တွေဝမ်းနေတဲ့စိတ်ကောင်းဖြစ်တယ်ဒါပေမဲ့သူတို့အတွက်ကျွန်တော်တို့ဂုဏ်ယူတယ်သူတို့ဟာကျွန်တော်တို့တွေရဲ့လုံးသားထဲမှာခုချိန်ထိရှိနေဆဲပါဆိုတော့ဒီ9လတာတိုက်ပွဲအတွင်းမှာကျွန်တော်တို့ရဲဘော်ရဲမေ89ဦးနဲ့ကျွန်တော်တို့ကိုလက်အင်္ဂါတွေဆုံးရှုံးခဲ့ရတဲ့ရဲဘော်အချောက်ပြတ်တဲ့ရဲဘော်တွေလက်တွေပြတ်သွားတဲ့ရဲဘော်တွေခန္ဓာကိုယ်စိတ်ပိုင်းတွေတစီသွားတဲ့ရဲဘော်တွေအရှိမလက်ချောင်းတွေမရှိတော့တယ်ရဲဘော်တွေပြီးတော့ဒဏ်ရာရသူပေါင်း900လောက်ရှိတဲ့တိုက်ပွဲကြီးဆိုတော့ဒီတိုက်ပွဲကြီးတွေဒီလောက်ထိပေးဆက်မှုဒီထက်များပြားတဲ့ပေးဆက်မှုတွေကျွန်တော်မြေပြင်တိုက်ပွဲတွေမှာရှိပါတယ်သတင်းဌာနတွေသတင်းတက်ဆက်မှုလုပ်တဲ့လူတွေအနေနဲ့အချို့တော့ဒါသတင်းအချင်းမြစ်တွေကိုကျွန်တော်မိဘတွေကိုဒါပေါ့အနေငယ်ဒါပေါ့နော်ပေးမသိရတဲ့အကြောင်းအရာတွေလည်းရှိမယ်ပြီးတော့လက်ရှိတိုက်ပွဲဝင်နေစေနေရာတွေမှာကျွန်တော်တို့ဒါထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့မတင်ပြသေးတဲ့အခြေအနေတွေလည်းရှိပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့တော်လန်သောမိသားစုဝင်တွေကလည်းနားလည်ပါတယ်ဒါဟာချင်းပြည်နယ်ရဲ့အကြီးဆုံးသောဒုတိယအဆင့်ရှိတဲ့မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ပြီးတော့ချင်းပြည်နယ်ရဲ့ရန်ကိုလှပတဲ့တိမ်ပင်လေလို့ခေါ်တဲ့မြို့လေးပြီးတော့ရောမမြို့တို့တော့တင်စားခံထားရတဲ့အဲ့ဒီဖလန်းမြို့လေးတစ်မြို့သေးကိုပဲတိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲမှာကျွန်တော်လူငယ်တွေယာနဲ့ချီပြီးတော့ပေးဆက်ဆုံးလို့အနစ်နာခံခဲ့ရတဲ့ကျွန်တော်နိုင်ငံရဲ့တော်လှန်ရေးခရီးစဉ်အများကြီးတွေကမှတ်တိုင်လေးတစ်ခုကိုကျွန်တော်ပြောတွေကိုတင်ပြနေခြင်းဖြစ်ပါတယ်ဆိုတော့အချိန်မှာကျွန်တော်တင်ပြခဲ့တယ်ကျွန်တော်သွားတဲ့လမ်းကြောင်းလေးရဲ့အပြန်ဝင်တဲ့အချိန်မှာပဲကိုရှမ်းလေးရဲ့ရဲဘော်ကြာသွားပြီဆိုတဲ့ဥပမာလေးနဲ့ကျွန်တော်တင်ပြထားတယ်ဆိုတာကျွန်တော်ရဲ့မိဘတွေကျွန်တော်တော်လန်သောလူငယ်တွေရဲဘော်ရဲဘက်တွေရဲ့အကြောင်းကိုပို့ပြီးတော့ထင်သာမြင်သာရှိဖို့ပါဟုတ်ပြီဒါဆိုရင်တော့အခုဒီနေ့အကြံနေမှာမြူးချွားတဲ့တေးတန်ဒီအတန်လေးကြားအုံတိုင်းကွမ်းဆိုတဲ့အတန်တွေကိုပဲကျွန်တော်ပြည်သူတွေချုပ်နေရမှာခံစားနေရပါတယ်အချက်မဖက်စစ်ခွတ်တက်ဟာတကြံအကြနေ့မှာစကိုင်းတိုင်းကဏီမြို့နယ်ကကြေးရွာကိုဒီကြောင့်ကနေပြီးတော့ဘုံကျဲခဲ့ပါတယ်ဧပြီ14ရက်နေ့ဒီနေ့မနက်ပိုင်းမှာပဲအချက်မဖက်စစ်ခွတ်တက်ကဘုံကျဲခဲ့တာအဲ့ဒီဘုံကျဲမှုတွေအတွင်းမှာတမင်ကြံရွာဘုန်းကြီးကျောင်းကကိုရင်တပားနဲ့ဥပုပ်ဆောက်လာတဲ့ပြည်သူတအူးအပါဝင်မူတော်ရွာကအမျိုးသမီးတအူးစုစုပေါင်း3ဦးတည်ဆုံးခဲ့ရပါတယ်ဟုတ်ပြီဒါကလက်ရှိချိန်မှာကျွန်မဖတ်စစ်ခွေးတက်ကသူတို့ပြောနေတော့ပြစ်ကရဲ့အစေကြီးအခုရခိုင်ကိုလည်းပြန်ပြီးတော့ထိုးစစ်ဆင်နေတယ်ရခိုင်ကသူတို့ဆုံးရှုံးထားတဲ့နေရာတွေကိုနောက်ရက်တွေမှာကျွန်တော်ရခိုင်ရဲ့ upgrade သတင်းတွေကိုပြပြပေးပါမယ်ရခိုင်ကိုထိုးစစ်ပြန်ဆင်နေတယ်ဆိုတော့ကျွန်တော်မိပါတယ်စိတ်ပူမှာဆိုလို့နည်းနည်းတော့ကြိုပြောလိုက်တယ်အဲ့ဒီထိုးစစ်ပြန်ဆင်တဲ့စစ်ကြောင်းတစ်ခုလုံးလန်သွားတဲ့အခြေအနေနဲ့အကြမ်းဖက်စစ်ခွေးတက်ရင်ဆိုင်နေရပါတယ်ရခိုင်မြေဟာသူတို့တက်ကတော့တင်ကြိုင်းပါပဲဒါတော့ရှင်းပါတယ်ဟုတ်ပြီဒီနေ့ရဲ့ဏီကုန်းချုပ်ပြောချင်တာရှိပါတယ်အဲ့ဒါကတော့မိနစ်20သာကြာလိုက်တဲ့အကြမ်းဖက်စစ်ခွေးတက်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အကြောင်းဆိုတော့ဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာအားရပါရဝင်အောင်ကြည့်ရှုပေးပါမနေ့ကလည်းကျွန်တော်ဗီဒီယိုဖိုင်2ခုတင်တယ်အဲ့ဒီဗီဒီယိုဖိုင်2ခုချောင်းမယ်ကျွန်တော်ဗီဒီယိုဘလို့မှတင်လို့မရတဲ့ခက်ခဲနဲ့ကြုံခဲ့ရတယ်ဒါကြောင့်ဒီဗီဒီယိုဖိုင်ဒီ scanning တိုက်ပွဲကိုတော့ကျွန်တော်ရဲ့ Telegram မှာဝင်အောင်ကြည့်ရှုပေးပါမိနစ်20ပဲကြာလိုက်တဲ့မကွေးတိုင်း
စေတုတ်တရားမြို့နယ်ကအကျမ်းဖတ်စစ်ခွေးစခန်းကုန်းအခုဖြစ်တဲ့18မိုင်ခွေးတက်ကုန်းကိုကျွန်တော်ကာဝယ်သောတပ်ဖွဲ့ဝင်တွေအပြီးသက်တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးအမှုတ်ကျိတ်ပြီးကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစီ ကျွန်တော်တို့ရေဘော်တို့ရဲ့ချစ်ပီနဲ့ဖလာမျိုးတင်ပိုက်တဲ့အကြောင်းကိုရှန်လေးရေဘော်ရှန်လေးတင်ပြသွားတာဖြစ်ပါတယ်ပောက်ကူတော်တဲခွေတဲ့ခန်းကျွန်တော်တင်ဆက်ခြင်းနဲ့ပောက်ကူတော်တဲခွေတဲ့ခန်း မျိုးလေးမင်္ဂလာပါဗျဒီနေ့ကကြံအကြနေဖြစ်ပါတယ်ဗျ14ရက်4လပါ2025ဖြစ်ပါတယ်အဲ့တော့ကြံကြနေမှာဒါကလေးတန်းကြောင့်ပြည်တော်များတွေဒါအိုးဘုံလုံးတိုက်တာကိုပျက်စီးဆုံးရှုံးရတာမှုတေးမှုတွေလည်းမြောင်များသွားရှိတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်လည်းနိုင်ငံတော်နောက်ထပ်ကအစိုးရကိုယ်တိုင်ကလည်းအကျော်ပါးတွေကိုဘယ်လိုပဲနဲ့ဒါနေ့တိုင်းဆိုရင်တော့ကြံလာဒီမှာ DVD မှာအပေါ်လုံးမြင်နေရတာပေါ့စီစီကာကတိုက်တယ်ဝင်နေတယ်မျိုးနဲ့တမျိုးပြိုင်ဆိုင်ဒီနေ့မှာတော့ဒါဒီနေရာမှာဟိုတံမလက်တွေပါဆော်ပြီးလိုက်တော့မှဖျက်ရတာလေအများကြီးအကုန်လုံးကနိုင်ငံလုံးတိုက်တာလို့ပြောလို့လည်းရပါတယ်ဗျာနော်ဒါပြောရရင်တော့နိုင်ငံတော်ဆိုရအနေနဲ့ဒီပုံမှာထားတဲ့ပြည်သားတရားလို့ပဲဒါပြောရမှာဖြစ်ပါတယ်ဗျာနော်ဦးဇင်းတို့ဒါတချို့ဆိုလို့ရှိရင်လူတို့တော့မပြောတော့ပါဘူးမန္တလေးတိုင်းမှာဆိုလို့ရှိရင်ငလျင်စလုပ်တဲ့နေရာဆိုလို့ရှိရင်ချက်ချင်းလည်းငင်းဒီအကျုပ်ကဆင်းပြီးမှအဲ့မှာပေါ့နော်တချို့ဖျားကြီးမှာပြိုတော့ချက်ချင်းလည်းနေရာကြီးတော့ဘုကျုပ်အမိန်ကိုစောင့်နေတယ်လို့တူကပြောလိုက်တော့ဘုကျုပ်ကဘာပြန်ပြောလဲဆိုဘုကျုပ်အဲ့မှာတော်တော်စိတ်တူကြစိတ်တူမှာတော်တော်ကြီးပြောပြတယ်ဗျာနော်ငါ့ကိုမင်းတို့ခွေးဖြောင်လုပ်နေရလားတဲ့မင်းတို့ဒီလောက်အန်ဒီရတွေ့ဒုက္ခရဒီလောက်ဖြစ်နေတာမင်းတို့ပဲတရားရှိငါအမိန်လိုနေရလားတဲ့သူကိုယ်တိုင်စိတ်ပြီးသူကိုယ်တိုင်တော့အဲ့မှာအကုန်လုံးက CVD ရောပါရောအကုန်လုံးမမကိုဆဲပါတယ်ပေါ့နော်ငါအမိန်စောင့်ကြရမလို့ဘူးလေအားလုံးဒုက္ခရောက်နေချိန်ပါတဲ့မင်းတို့လုံးဆရာရှိရဆက်လို့နေမှာအကုန်လုံးဒါသူကိုယ်တိုင်လည်းနေမနာညာလုပ်နေတာအလုံးမြင်မှာပေါ့နော်ဒါပေမဲ့လည်းခင်ဗျာကြည့်လိုက်မယ်ဗျနိုင်ငံဓမ္မအများစုပါတော့နော်ဒီနိုင်ငံရေးဓမ္မတို့တော့သူတို့အမြင်လူရုပ်မှာအများစုပဲပြောရမှာသူတို့နိုင်ငံရေးဓမ္မတို့တတ်ကြမှာနော်ဘလောက်ပဲငလေးနန်းဆိုတော့ဗျာအရာအလုံးတော့ဒါတော့ခင်ဗျတွေ့ရတာဟုတ်လားဘယ်သူကဖြစ်စေချင်ပါလဲဖြစ်ရတာဖြစ်တော့လေဒါအကုန်လုံးနိုင်ငံတော်ကြီးကဲများအနေနဲ့ကရုပ်နေနေလည်းထိုက်တဲ့လုံးလိုက်တာအကုန်လုံးသူနေရာတိုင်းသွားလောက်ကြတာပဲနော်ဒါဥစဉ်ကဘာပြောချင်တာလဲအဲ့လိုနိုင်ငံတော်ကြီးကဲတွေတိုင်းမှုဆိုတော့တိုင်းမှုအလေရောက်တို့ခုဟာနဲ့ကိုတို့အုံနောက်တို့ဒါတွေအကုန်လုံးနေမနာညာပါနဲ့ဒီလူတွေရဲ့ဒုက္ခတွေကိုဘယ်လိုဖြေရှင်းမလဲဘယ်လိုလုပ်ပေးနိုင်မလဲဆိုတော့အများနေရာလင်းမရှိအောင်အကုန်လုံးလိုက်ပြီးလှုပ်ဆောင်ပေးနေရတယ်အများကြီးရှိတာပဲဗျာနော်လူဆိုတော့ဒီနိုင်ငံလုံးသခိုင်းမန္တလေးဒါနေပြီးတော့အကုန်ဖြစ်တာဆိုတော့အကုန်လုံးတော့တောက်စီကတော့မလွယ်ဘူးပေါ့ဗျာနော်တောက်စီကတော့မလွယ်ဘူးနော်အဲ့ဒီလိုလူကြီးပဲလုံနေတာတော့မှတချို့ဝိဓမလောဘသားတွေတချို့လူတွေငလင်းကအကြောင်းပြုပြီးခွင့်ယူနေတယ်အများကြီးပဲအဲ့တော့ဦးစင်းအနေနဲ့နောက်သက်ကနိုင်ငံတော်လူကြီးများကိုပြောချင်တာကဒီလိုငလင်းကိုအကြောင်းပြုပြီးနော်လူကောင်းဝနေတဲ့လူတွေကိုထိရောက်စွာအရေးယူပေးပါလို့ ဘောမာတွေပဲလုပ်တယ်လို့အဲ့ဒါကြောင့် ထိရောက်စွာတကယ်လို့ငလင်းကိုအကြောင်းပြုပြီးမှလူတို့တွေ မထိုးနဲ့ ဒါအောင်စီးပွားရေးတစ်ခွဲလှုပ်ဆောင်နေတဲ့လူတွေအများများစွာရှိတယ်စစ်ပေးပါလို့လည်းဦးစင်းတို့အနေနဲ့ဒါကိုတောင်းဆိုချင်တယ်ဒါတချို့ရက်ွက်တွေမှာဆိုလို့ရှိရင်လည်းများများစွာရှိတယ်အုပ်ကြီးတွေစေဒုက္ခရောက်တဲ့လူကမေရဒုက္ခမြောက်တဲ့လူကလူနဲ့ပတ်တဲ့လူတွေကရဒါမျိုးတွေကြားသိနေရတာဒီအများကြီးပဲနော်အများကြီးပဲဦးစင်းတို့မနေ့ကညာဦးစင်းတို့အုပ်ကြီးတွေနဲ့ပတ်တဲ့ပြီးကွန်မန့်တို့လိုက်နော်နည်းနည်းလေး4မိနစ်စာပြောလိုက်တယ်အဲ့ဦးစင်းရဲ့ကွန်မန့်တွေထဲမှာကြည့်ရက်ွက်တွေပါတယ်ငလင်းဖြစ်တဲ့သူကအကြောင်းဖြစ်တဲ့တကယ်ဒုက္ခရောက်တဲ့အိမ်တို့ကမေရသူတို့ဆင်းနေအလူရှင်လန်ဆင်းပါရဲ့သူကရဒါမျိုးတွေအများကြီးဖြစ်တယ်ချမ်းသာသွားမှာလားအဲ့ယူတဲ့သူဦးစင်းကပြောချင်တာကခင်ဗျားတို့အဲ့အလူရှင်တွေလာလူတဲ့အရာတွေရတယ်မှာတဘဝသာချမ်းသာသွားမှာလားအစင်ပြီးသွားမှာလားလူတွေအားကားဝယ်စီးနိုင်မလားအိမ်ဆောက်နိုင်မလားခင်ဗျားတို့အစင်းစားပေါ့ဗျာနော်ဗာမျိုးတွေအများကြီးရှိတယ်ဗာမျိုးတွေကိုလည်းတိတိကျကျစစ်ပြီးမှအရေးယူဖို့ထိရောက်စွာလုပ်ဖို့လိုအပ်တယ်လို့ဦးစင်းတော်တော့အကြံပြုချင်ပါတယ်နော်ဒီချိန်မှာတော့နိုင်ငံတော်ကြီးကဲတွေအနေနဲ့တော့ဒီအတေးဖွားတွေကိုတော့လိုက်အတေးဖွားဆိုနေခန်းတဲ့လူကတော့အတေးဖွားမဟုတ်ပေါ့ဗျာနော်လိုက်ပြီးမှမကြည့်နိုင်ဘယ်ဝင်လာမှဒီချိန်မှာမအောင်ပြောကြည့်ခင်ဗျစစ်သားတွေရဲတွေရှေ့တန်းမှာလဲအပြစ်ခံရဆဲတယ်ငလျင်ကာလဆိုနိုင်ငံဒီလူရုံမှာနိုင်ငံရေးသမားအုပ်စုကစကလုံးလှလေးတာပြည်သူတွေကိုခင်ဗျအချိုတက်လိုက်တာရှေ့တန်းမှာလူတွေဟိုစကဝင်လုံးဒီစကဝင်လုံးခံနေရအဲ့တော့တရားမဝင်တဲ့ဒီအကြမ်းဖက်အုပ်စုတရားမဝင်တဲ့တချို့လက်နက်ကင်အုပ်စုတွေလူရုံမှာအုပ်စုတွေရဲ့စကားကိုယုံရင်လဲယုံတဲ့သူကငတုံးမဲ့
ကာကြုံကြီးကယုံတယ်ဆိုလည်းကာကြုံကြီးကငသုံးပဲနောက်တစ်ခါဆိုတော့လူကြီးတွေယုံတယ်ယုံရင်ငသုံးပဲဒီကောင်လေးတကားလုံးဝမသိဘူးအဲ့တော့ယုံစရာလုံးဝအကြောင်းမရှိဘူးခင်ဗျားတို့မနေ့ကကြည့်လိုက်ကိုစုကိုဒီဆောင်နေတဲ့တရားတော်မှရောဘုန်းနဲ့ချပြရတယ်တရားလုံးလုံးပြည့်စည်သွားတယ်ကျောင်းနေသားတွေကိုပြည့်စည်သွားတယ်ဘုန်းကြီးကျောင်းတွေကိုယူချက်ရှိချတယ်ဒီနေ့လဲချတာပဲဒါနဲ့နမကတိုင်းမူကြီးမလုပ်ဘူးလားလုပ်တယ်ချတယ်အဲ့နဲ့ဦးစင်အဲ့ဒီနေရာမှာစဉ်းစားတာကမနေ့ကချတဲ့နေရာတွေကိုတော့နမကတိုင်းမူကြီးကထိရောက်သွားလုပ်တယ်အဲ့ဒီနေ့တို့နေရာကြပြိုဆိုတဲ့ပေါ့မြို့မှာဆိုရင်ကြပြိုကနာမည်ကြီးကြပြိုတစ်ခုလုံးကရှင်းပြောရလို့ရှိရင်ရဲတော့အကျန်းဖက်တွေပေါ့ဗျာကြည့်ရတာအဲ့ဒီကကြပြိုမှာပဲဘုံကျုပ်ဒီမှရှိသလားတကယ်လူကြီးနဲ့ပတ်သက်လူတွေမှရှိမလားတော့စဉ်းစားစရာရှိတယ်ကြပြိုဒီနေ့ဒီချိန်ကြီးထိထိရောက်ဘာမလို့ဒီလည်းအဲ့ကြပြိုဘက်ကနေလာချတယ်မကောင်းကင်မှာပြန်နေတဲ့ဟာတွေခင်ဗျအဲ့ဟာကိုကြပြိုဘက်ကပဲလက်နဲ့ငယ်နဲ့လန့်ပစ်တယ်အဲ့ဟာကိုမှန်တော့မမှန်ဘူးဘာပြောလဲဒါကြံကာလအချိန်ကာကြီးတွေနော်အချိန်ကာလကြီးတွေဘာလို့ရရဥပုပ်တိဆောက်နေတဲ့ချိန်ကြီးတွေအဲ့ဒါကိုအခွင့်ကောင်းယူပြီးမှဒီအကြမ်းဖက်တွေကပြည်အကြမ်းဖက်တွေကဘာသာရေးနဲ့တော့ဘာသာရေးဆိုတူတူကမရှိတော့ဘာသာရေးတွေလာနာရေးတွေမြမတလေးထုံးတန်းစင်တာတွေတော့မှမတူတူစိတ်ဝင်စားတော့အခွင့်ရတူတူချတယ်ဒါတော့နိုင်ငံတော်နာကလူကြီးများနဲ့တိုင်းမှာအားလုံးသိသိချင်ပါတယ်အားလုံးတော့ပါပဲဗျာ ကိုစီပြောသွားတာကိုကျွန်တော်ချက်လောက်နားထောင်ရအောင်နော် NLD ပါတီဝင်တချို့ကတဲ့နော်လက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှာ NLD ပါတီကိုမှတ်ပုံပြန်တင်ဖို့ဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်ရှိမှတွားပြီးခွင့်တောင်းတာဒေါ်အောင်ဆန်းစုကြည်ကလက်မခံဘူးဆိုတော့တည်င်းကိုကြားတိရအံ့ဩလို့မဆုံးဘူးဘလို့အုံနောက်မျိုးဘလို့အသွေးခေါ်မျိုးဘလို့အစီအစဉ်မျိုးနဲ့အဲ့ဒီအလုပ်ကိုလုပ်ဖို့လုပ်တာလည်းမသိဘူးဒါလောက်လူတွေသေထားပြီးအသက်တွေဒါလောက်ရင်းထားပြီးမှမင်းအောင်နိုင်ကိုခြေတုံးပြန်ဖက်ဖို့ဟာလားမင်းအောင်နိုင်ပေါင်အကွာချားအောက်ထဲမှာပတ်လက်နဲ့အိပ်ပေးဖို့ဟာလားစဉ်းစားလို့မရဘူးဒါလူတို့ကိုတစ္ဆာပေါက်တာဒါပေမဲ့အဲ့ဒီနာမည်စက်ရင်းတွေကိုလူတို့အနေနဲ့တိတ်တင်တယ်ဒါဘယ်သူတွေကအဲ့ဒီကိုတွားလှုပ်ဖို့စီစဉ်လဲဆိုတော့ပြည်သူအနေနဲ့တိတ်တင်တယ်အင်မတန်ရုံမာတဲ့လှုပ်ရက်တာနော်ပြည်သူပေါ်တစ္ဆာဖောက်တဲ့လှုပ်ရက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံပါတီပြန်လည်မှတ်ပုံတင်ရန်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ထံတွားရောက်တွေ့ခွင့်တောင်းခဲ့ရဒေါ်အောင်ဆန်းစုကြည်ကလက်မခံခဲ့ကြောင်းသိရတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ AI ဂျာစီယာသတင်းဌာနကစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကိုနေပြည်တော်၌တွားရောက်တွေ့ဆုံမေးမြန်းခဲ့ရပြည်တွင်းရှိ NLD ပါတီဝင်အချို့ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင်ရန်စ조사ခဲ့သည့်အခြေအနေကိုပြောဆိုခဲ့ခြင်းဖြစ်သည်ပြည်တွင်းထဲမှာ NLD ပါတီဝင်တွေရှိတဲ့သူတို့ဒီမှတ်ပုံတင်ခြင်းနဲ့မှတ်ပုံတင်ဖို့လဲဒေါ်အောင်ဆန်းစုကြည်ကိုတွားရောက်ခွင့်တောင်းခဲ့တယ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တဘောတူတယ်လို့လည်းမပြောဘူးတဘောမတူဘူးလို့လည်းမပြောခဲ့ဘူးအဲ့ဒီနောက်ပိုင်းမှာသူတို့မှတ်ပုံတင်ဖို့စ조사ခဲ့တယ်ဟုစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက AI ဂျာစီယာတို့ပြောတယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံပါတီပြန်လဲမှတ်ပုံတင်ရေးဂျိုးမန်နီပြည်တွင်းရှိ NLD ပါတီဝင်များ၏အမည်များတွားရောက်ခွင့်တောင်းခံသည့်အချိန်ကာလတို့ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေတိုးတော့ NLD ပါတီဘောအလုံးမှုဆောင်ကော်မတီဝင်ဖြစ်ခဲ့သူဒေါ်စန္ဒာမင်းက2022နိုဝင်ဘာလတွင်စစ်ကောင်စီကခွင့်ပြု၍ဒေါ်အောင်ဆန်းစုကြည်ကိုတွားရောက်တွေ့ဆုံခဲ့ကြောင်းထို့တွေ့ဆုံစဉ်ပါတီအခြေအနေကိုပြောကြားခဲ့ကြောင်းသတင်းမီဒီယာတို့ကိုဖြေကြားထားသည်ပါတီကိုစစ်ကောင်စီလက်အောက်တွင်ပြန်လည်မှတ်ပုံတင်ရန်ပြောခဲ့ကြောင်းကိုမူမီဒီယာများတို့ဖြေကြားခဲ့ခြင်းမရှိပေယခုကစစ်ကောင်စီပြောရေးခွင့်ရပြောကြားချက်တွင်ပါတီဝင်ချို့ကဒေါ်အောင်ဆန်းစုကြည်ကိုမှတ်ပုံတင်ရန်ပါတီမှတ်ပုံတင်ရန်ပြောကြားခဲ့ကြောင်းဒေါ်အောင်ဆန်းစုကြည်ကမြည်သည့်မှတ်ချက်များမပေးခဲ့ကြောင်းမပေးခဲ့ခြင်းဖြစ်ကြောင်းတရားဝင်မှတ်တမ်းတွေထွက်ပေါ်လာခြင်းဖြစ်သည်တော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တည်းကစစ်အုပ်စု၏မတရားဖမ်းဆီးမှုခံရဆဲဖြစ်၍ဇော်မင်းထွန်းပြောကြားချက်ရောဒေါ်စန္ဒာမင်းမီဒီယာချုပ်ကိုဖြေကြားချက်ပါမြည်မြမှန်ဒီကိုမတိနိုင်ပေဒေါ်ဆန်းစုကြည်ကိုယ်တိုင်လွတ်မြောက်လာပြီးပြောကြားပါမှပြည့်စုံမည်ဖြစ်သည်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဘိုးအလုံးကော်မတီကလည်း2023ခုနှစ်မတ်လ3ရက်တွင်ဘိုးအလုံးမှုဆောင်အဖွဲ့ဝင်ဦးဖြိုးမင်းသိန်းဘိုးကော်မတီဝင်များဖြစ်သည့်ဒေါ်စန္ဒာမင်းဦးတိုးလွင်ဦးဝင်းမြင့်အောင်တို့ကိုပါတီမှထုတ်ပယ်ကြောင်းကြေညာခဲ့သည်NLD ပါတီ NLD ဘိုးအလုံးကော်မတီကအထက်ပါ4ဦးကိုထုတ်ပယ်ကြောင်းကြေညာချက်တွင်ဥပဒေချိုးဖောက်အကြမ်းဖက်အာဏာလုစစ်ကောင်စီသည်အတူရောင်ရွေးကောက်ပွဲတစ်ခုဖန်တီး၍ပြည်သူလူထုနှင့်ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင်
NLD ပါတီဝင်အချို့ကပြည်သူစန္ဒတဘောထားကိုလေးစားလိုက်နာမှုမရှိသည့်အပြင်ပါတီယက်တီချက်တို့ကိုစန့်ကျင်၍လည်းကောင်းပါတီအမည်ကိုအလွဲသုံးစားလှုပ်ဆောင်၍၎င်းစစ်အာဏာရှင်အလို့ကျလိုက်နာဆောင်ရွက်ခြင်းကိုကြိုးချလှုပ်ဆောင်နေကြကြောင်းခိုင်လုံတဲ့အထောက်အထားများရရှိထားသည်ဟုဖော်ပြထားသည်လက်ရှိတွင် NLD ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်မိသူကိုမြတ်တာဝန်ပေးထားခြင်းမရှိဘဲဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်တောင်းဆိုကြိုးပမ်းမှုများသာရှိကြောင်းဗဟိုအလုံးဆောင်ကော်မတီနှင့်နီးစပ်သူသတင်းရင်းမြစ်ကပြောသည်ပါတီအနေနဲ့ပြည်သူလူထုနဲ့တရားတည်းရှိတယ်ဆိုတာပြောချင်ပါတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့တွင်ဒိုတာဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဗဟိုကော်မတီ၏ဂျာကာလာပြင်စမအကြိမ်အစည်းအဝေးအပြီးကြေညာချက်တွင်အာဏာလုစစ်ကောင်စီကကျင်းပရန်ကြံစီနေတော့အတူအယောင်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံတွင်ပြည်ပခတ်များကိုတိုးပွားလာစေသည့်အပြင်ဒေတာတွင်မတည်ငြိမ်မှုများပုံပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့်မြည်သည့်နီလန်းနှင့်များအတိမတ်မပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်အချက်ပါအပါအဝင်ဆုံးဖြတ်ချက်9ရက်ကိုကန့်ကွက်သူမရှိအတည်ပြုချမှတ်ခဲ့ကြောင်းဖော်ပြထားသည်ဒါကတော့ဇော်မဲထွန်းနဲ့ဒေါ်စန္နာမင်းနှစ်ယောက်ကြီးကြားတဲ့စကားပေါ်အခြေခံပြီးတော့ဒီSGF သတင်းဌာနကနေပြောတဲ့အပေါ်မှာသတင်းပြန်လည်တင်ထားတာဖြစ်တယ်အဲ့တော့မဟုတ်ဘဲနဲ့တော့ဒီသတင်းကထွက်လာစရာအကြောင်းမရှိဘူးလို့တုံ့တက်ရရှိတယ်ဘာကြောင့်စစ်ကောင်စီရဲ့လုပ်တဲ့ရွေးကောက်ပွဲကို NLD ပါတီကိုမှတ်ပုံတင်ခြင်းတာလဲကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ကိုရွေးခဲ့လို့ရှောက်လာခဲ့တဲ့လမ်းဒီနေ့ဒီအချိန်ထိရောက်လာသွားပြီအမှဇဒေးခဲ့ရတဲ့ရဲဘော်တဦးချင်းစီရဲ့အသက်ကတန်ဖိုးမဲ့တဲ့အရာတွေမဟုတ်ဘူးကျွန်တော်တန်ဖိုးမဖြတ်နိုင်ဘူးနော်တယောက်တည်းအသက်ကိုပဲကျွန်တော်တို့အရင်ကြည့်ပါကျွန်တော်တို့တွေပြည်သူလူထုကဒီလမ်းကိုရှောက်ခဲ့ဘူးပြီ NLD ပါတီဒီပြည်သူရဲ့ဆန္ဒအတိုင်းပြည်သူပါတီတို့ခံယူထားတာဖြစ်တဲ့အတွက်ပြည်သူမလွန်လားတဲ့အရာပြည်သူမကြိုက်တဲ့အရာကိုလုပ်เสียအကြောင်းမရှိဘူးဒေါန်ဆန်းစုကြည်ကဒါကြောင့်အမျှော်မြင်ကြီးတာမလုံနဲ့လို့လည်းမပြောလိုက်ဘူးလုံတယ်လို့မပြောဘူးဆိုတာအဲ့ဒါဒေါန်ဆန်းစုကြည်ရဲ့ပါဝါပဲဒါပေမဲ့ကျွန်တော်တို့2020ရွေးကောက်ပွဲမှာနော်ပြည်သူအားလုံးကဘယ်ပါတီကိုရွေးချယ်ခဲ့တယ်ဆိုတာလူရောခွေးရောအကုန်သိတယ်နော်အဲ့လိုရွေးချယ်ပြီးတော့ပြည်သူရွေးချယ်လိုက်တဲ့ဒီဘာကိုအာဏာမတ်ပဲနဲ့စစ်ကောင်စီကအာဏာသိမ်းခဲ့တာနော်2015ရဲ့တက်တန်အစိုးရတက်တန်တော့မကုန်သေးခင်မှာအာဏာသိမ်းခဲ့တာကျွန်တော်တို့ကအဲ့ဒါကိုအဲ့ဒီအာဏာသိမ်းအကြမ်းဖက်ပြီးတော့လူတက်နေတဲ့ကောင်တွေကိုကျွန်တော်တို့ကလက်ဆွဲနှုတ်ဆက်ပြီးဒီကောင်တွေအပြစ်လုပ်အောင်သူတို့နဲ့ပူးပေါင်းပေးရမှာလားအဲ့လိုတွားပူးပေါင်းပေးတယ်ဆိုရင်အဲ့ဒီပါတီဟာပြည်သူပေါ်တစ္ဆာဖောက်တဲ့ပါတီရှင်းတယ်အခုလက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ချင်းပြိုင်မဲ့ပါတီမှန်တယ်များဟာဒီဒီမိုကရေစီမြန်မာနိုင်ငံတမိုင်းမှာဒါဟာပြည်သူတစ္ဆာဖောက်ပါတီတွေကြီးပဲအဲ့ဒါကျင်းနေတယ်ဘတော်မညီလို့မရဘူးအဲ့ထဲမှာ NLD ကိုပါချင်တာလားပါချင်နဲ့ထည့်လိုက်ကြပေါ့ရှင်းနေတယ်ဒါလုတ်တဲ့အရာမဟုတ်ဘူးလေဗျာပြည်သူတွေကလက်မခံလို့ဒီနေ့ချိန်ဒီပြည်သူခုခံတွန်းလှန်စစ်ကိုဆင်နွှဲနေကြတာနော်နှစ်ပေါင်းများစွာနိုင်ငံရေးနီးလန်းနဲ့ဖြည့်ရှင်းလာခဲ့ဘူးပြီရကြတာခင်ဗျားတို့တွေဘယ်နဲ့တိတ်ဆွေးနွေးဘူးပြီဘာဖြစ်လာလဲဘာမှမဖြစ်ဘူးအဲ့တော့နိုင်ငံရေးနီးလန်းနဲ့ဆွေးနွေးအဖြေရှာခဲ့တာဖေမွေးတဲ့ဖြူတဲ့လူဖြူကုန်ပြီမတာပေါ်တဲ့လူတွေပေါ်ကုန်ပြီနော်အဲ့တော့ထပ်ပြီးတော့နိုင်ငံရေးနီးလန်းရဆွေးနွေးမယ်ဆိုပြီးထပ်အောင်ကြအောင်မလားရှင်းလေးအခုဒီတောင်ပိုင်းမှာဒီက KNU ဖွဲ့တွေကွဲတယ်နော်ကရင်ဆိုအဖွဲ့တွေတွေးခွဲကန်နေတာအများကြီးအဲ့ဒါဘာကြောင့်လဲသိတယ်စစ်ရေးနဲ့နိုင်ငံရေးရှုပ်နေလို့ရခိုင်တပ်တော်ဘာဖြစ်လို့နိုင်ငံရေးကိုမရောရှက်ထားဘူးတော်လှန်ရေးပီတောက်ပြီးရက်တည်တယ်တော်လှန်ရေးကိုတော်လှန်ရေးတူအောင်ဒီဇိုင်းနဲ့လုပ်တယ်အဲ့အောင်မြင်မှုရတယ်ရှင်းတယ်ဖြေရအဲ့တော့ဟိုရောင်ဒီရောင်အမောင်တောင်မှမတည်တဲ့လောက်ရက်ကိုလိုက်လုပ်နေမယ်ဆိုရင်အဲ့စမ်းတော်ဝါဘွားနေနေပဲဒီလုံးနဲ့ခြာတစ်ပတ်လုံးနဲ့ခြာတစ်ပတ်နဲ့သွားနေမှာပဲအဲ့တော့ဒီပွဲဟာမြန်မာပြည်အတွက်နောက်ဆုံးပွဲအဖြစ်နှစ်ခုပဲရှိရတစ်ခုဒီစစ်ကောင်စီပြုတ်တစ်ခုဒီပြည်သူပြုတ်ပြည်သူနိုင်မယ်ဆိုဒီအာဏာရှင်ပြုတ်ပြီဒိတ်နေတယ်အမြင့်ကစားပြုတ်မှာအခုလက်ရှိသာသနာရေးမှာဖြစ်စည်းနေတဲ့စီးပွားရေးဖုံးကြီးတွေရစပြီးအကောင်ပညာရေးကျန်းမာရေးအကောင်ပြုတ်မှာတကယ်ကောင်းမွန်တဲ့စနစ်ကိုဟဲ့ဒီနိုင်ငံပိုင်ရမယ်ပြည်သူနိုင်ပြည်သူရှုံးပြီလားတိုင်းပြည်ပါပြောက်မယ်အာဏာရှင်နိုင်သွားမယ်နောက်ထပ်တော်လှန်ရေးဆိုတော့ဘယ်တော့မှလာလို့မရတော့ဘူးအနည်းဆုံးနှစ်ပေါင်း100မလာပြောစိတ်ချအဲ့တော့နှစ်ပေါင်း100နဲ့ဒီတိုင်းပြည်မခံတော့ဘူးအာဏာရှင်နိုင်ပြီဆိုတာနဲ့မြစ်ဆုံစီမံကိန်းလိုဟာမျိုးတရုတ်ပိုးလန်းလိုဟာမျိုးအကုန်ဖြစ်လာတယ်အဲ့တော့တရုတ်ပိုးလန်းပေါက်လာနဲ့အဲ့တရုတ်တွေသိမ်းတန်းတဲ့ချီအကုန်လုံးပြိုဆင်းလာမှာနောက်ဆိုရင်ဘာဖြစ်မလဲမြန်မာပြည်သားကအဲ့ဒီကလာတဲ့တရုတ်တွေရှိမှကြုံပြန်ခံရမယ်မြစ်ဆုံဆယ်မျိုးဆောက်အခုငလင်းလိုဟာမျိုးလှုပ်ချလိုက်တိုင်းပြည်လုံးမသားပေါ်ဘာဘေးအနေဖြစ်အဲ့တော့နောက်ဆိုရင်ဘာဖြစ်မလဲတရုတ်ကကျွေးနုံထဲမှာမြန်မာပြည်ဟာရောင်းစားတဲ့ဘဝရောက်သွားမယ်အဲ့ဒါစစ်ဗိုလ်ချုပ်တွေနိုင်သွားကျင်းနေတယ်အဲ့တော့ဒါကြောင့်မလို့တော်လှန်ရေးကိုလှုပ်ကြပါပြောတာတွေးလိုက်ကြောက်စရာကြီးကျွန်တော်တို့တိုင်းပြည်အနာဂတ်ကနော်အခုNLDပါတီထဲမှာဒီလိုစိတ်သက်တဲ့လူတွေရှိတယ်ဆိုတာဒါကလုံးဝမဖြစ်သင့်ဘူးခင်ဗျားတို့ဘယ်လောက်ပဲစီနီယာကြီးဖြစ်နေပါစေနော်ရှင်းပြောရင်ဒီလောက်ရဟာပြည်သူတစ္ဆာဖောက်တဲ့လောက်ရ
စုံစစ်ပွဲတွေအားလုံးอ่ะနော်စပွဲဝိုင်းပေါ်မှာအဆုံးသတ်ကဟုတ်တယ်နော်အဲ့ဒီနိုင်ငံရေးသမားတွေခဏခဏပြောတဲ့စကားဟုတ်တယ်နော်စစ်ပွဲတွေအားလုံးကစပွဲဝိုင်းပေါ်မှာအဆုံးသတ်ကဒါပေမဲ့အဲ့ဒီစပွဲဝိုင်းပေါ်မှာအဆုံးသတ်တဲ့အချိန်ကြိုင်မင်းထိုင်ရမယ့်ထိုင်ကုန်ကပါလေငါထိုင်ရမယ့်ထိုင်ကုန်ပါလေအဲ့ဒီထိုင်ကုန်ရဖို့အတွက်အင်အားဆိုတဲ့ဟာအရင်လောက်ထားတယ်စကားနဲ့ပါဇက်နဲ့ပြောနေလို့မရဘူးခင်ဗျားတို့ပါဇက်နဲ့ပြောခဲ့တာနှစ်ပေါင်း60ရှိသွားပြီဘာဖြစ်လာလဲတိုင်းပြည်ပြက်လာတာပဲဖတ်တယ်အဲ့တော့ဒီတစ်ချိန်ဆွန့်လို့ပူသွားပြီပေရင်ရွှေထီပေမြေကြီးရှင်ရွှေထီမြန်မာပြည်သူတွေရွေးချယ်ထားတဲ့လက်ရှိလမ်းအဲ့ဒီအချိန်မှာလာပြီးတော့နိုင်ငံရေးတွေဘာရှောက်မပတ်နဲ့ဒါနိုင်ငံရေးကာလမဟုတ်ဘူးဒါတော်လှန်ရေးကာလခင်ဗျားတို့တွေနိုင်ငံရေးလုပ်ချင်တာခဏပဲစောက်အသေးခံပြီးတိုက်ပေးတဲ့လူတွေတိုက်နေနော်အဲ့ဒီအသေးခံပြီးတိုက်ပေးတဲ့လူတွေတိုက်ပြီးတော့အောင်မြင်သွားပြီလားအနေတွေကင်းကြပြီလားအဲ့တော့နိုင်ငံရေးလုပ်ကြနော်ဒီကာလနိုင်ငံရေးကာလမဟုတ်ဘူးဒါတော်လှန်ရေးကာလတော်လှန်ရေးကိုနိုင်ငံရေးနဲ့ရှုပ်လိုက်အကုန်လုံးတော်လှန်ဖြစ်တော့ရှင်းရှင်းလေးအဲ့တော့တော်လှန်ရေးဒီတွဲရမှာနိုင်ငံအရေးတော်လှန်ရေးနဲ့တွဲရမှာဒီနိုင်ငံရေးမဟုတ်ဘူးနိုင်ငံအရေးတော်လှန်ရေးနဲ့တွဲလို့ရတာနိုင်ငံအရေးပဲတွဲလို့ရတယ်နိုင်ငံရေးတွဲလို့မရဘူးနိုင်ငံရေးနဲ့တော်လှန်ရေးပါလာအဲ့ဒီတော်လှန်ရေးပြက်ကောမယုံကရင်တွေလက်နက်ကင်တွေကြည့်အဲ့ဒါရှင်းတယ်ဘာဖြစ်လို့ကရင်တွေအဖွဲပေါင်းပွဲပြီးတော့တကက်အင်အားကောင်းတဲ့ကရင်ရန်ကုန်အစိုးရဖြစ်အောင်တိုက်ထားတဲ့ကရင်ဘာကြောင့်ဒီလိုဖြစ်သွားတာအဲ့ဒါပဲတွေးခွဲတက်ရှို့ခြင်းခံရတယ်ဆိုတော့အဲ့နိုင်ငံရေးနီလန်းရပြောရင်းနဲ့ခံရတာတွေးခွဲတက်ရှို့ခြင်းဆိုတာအဲ့ဒီနိုင်ငံရေးနီလန်းရပြောရင်းနဲ့တတိယနဲ့အဖွဲ့တွေကွဲအင်အားတွေပြော့တော်လှန်အင်အားရော့နော် KNU ဆိုရင်ကျွန်တော်တို့ဒါဖြစ်စေချင်တာမြန်မာပြည်မှာအတက်အကြီးဆုံးလက်နက်ကနော်လက်နက်ဆက်ယုံလိုမျိုးခင်မီအခုနီးပညာတွေလိုမျိုးရှိနေရမယ်ကရင်တွေနိုင်ငံခြားလွတ်ကရင်လူငယ်တွေအခုကဘာထိုင်းနိုင်ငံမှာလှုပ်တက်လို့အချင်းချင်းတက်တက်ဖြတ်ကြတာပဲဖတ်တယ်ဒါတွေရောဝမ်းနေစရာကြီးနော်အခြားလူမျိုးတွေလည်းသူတို့ဖြစ်ကြမယ်မုံနေဆိုတော့သူတို့ပဲကျွန်တော်ပညာတတ်တွေကိုဝင်းထုတ်ပြုစုပြောထောင်အောင်မယ်နိုင်ငံခြားတွေလွတ်နော်ခင်မီနီးပညာတွေတင်းကျွန်တော်ဒီတော်လှန်ရေးအတွက်ကိုလူထုအတွက်ဘာတွေအကျိုးပြုနိုင်မလဲဒါလူကြီးတွေစီစဉ်ပေးရမယ်ဒါပေမဲ့ထိုင်ကုန်ရပြီးတိုင်းအဲ့ထိုင်ကုန်ပြောက်မှာဆိုလို့ဖတ်ထားတယ်အောက်ကလူငယ်တွေဘာဖြစ်မပေးဘူးသူ့ကြည့်တော့လည်းစောက်သုံးမကြကြဘူးကဲအဲ့တော့ကျွန်တော်တို့တွေကတိုင်းပြည်ရလည်းစုပ်ပြတ်တတ်နေပါပြီလုံနိုင်ရင်မလုံနိုင်ဘူးလားမလုံနိုင်ခဏလေးဘေးထိုင်နေကြပါလုံနိုင်တဲ့သူတွေလုံနေကြတယ်နော်လုံနိုင်တဲ့သူတွေလုံနေကြတယ်ဟုတ်မှာလုံလည်းမလုံနိုင်ဘူးဆရာလည်းလုံရှင်တယ်ဆိုတော့မရဘူးတခုလိုချင်းတခုလိုပေးဆက်ကမယ်နော်မလုံနိုင်ဘူးဆိုဘေးထိုင်နေလွတ်လွတ်လပ်လပ်ပြဿနာမရှိဘူး no problem ဟုတ်တယ်နော်လုံနိုင်တဲ့လူတွေလုံနေတယ်ဒီမှာတော်လိုင်းဒီတော်လိုင်းကာလာပြီးသွားပြီလားကျွန်တော်အမြဲကျွန်တော်ပြောစကားရှိတယ်တော်လိုင်းပြီးတော့ကိုစီးတဲ့ကိုစီးတို့နားမဟုတ်ပြန်လဲထူထောင်ရေးဒီထက်ပိုလုပ်ကြမယ်တဲ့အဲ့ချိန်ကျရင်လှုပ်ဆရာမလိုဘူးဘာဖြစ်လို့လဲပြန်လဲထူထောင်ရေးချိန်ကျရင်အန်ဒီလည်းမရှိတော့ဘူးလို့အန်ဒီမရှိတဲ့ပြင်ဘာဖြစ်လဲအခွင့်အရေးတွေမျက်နှာတွေရမယ်ဟုတ်တယ်မလားပြန်လဲထူထောင်ရေးလုပ်လို့ရှိရင်အခွင့်အရေးတွေအများကြီးရမှာအဲ့ချိန်ကျရင်လုံးမဲ့လူအများကြီးထွက်လာရင်ခရိုနီခရိုပြခရိုနဲ့ခရိုငမွဲတွေဟုတ်တယ်မလားအဲ့ချိန်ကျရင်ကိုယ်တွေလှုပ်ဆရာမလိုဘူးလောဆယ်အန်ဒီရှိတယ်ကျွန်တော်တို့ဆိုဒီမှာဘယ်နဲ့အထဲဝင်ရမလဲနော်တောက်ကြိုင်လာဖမ်းမယ်ပြီအဲ့ဒီအချိန်မှာရတယ်တို့လုံးဒါပေမဲ့လုံနေတဲ့သူတွေအရှင်းမတိုက်နေတဲ့သူတွေကိုတော့အနှောက်အယှက်ဖြစ်အောင်မလုံနဲ့တွေးကွဲအောင်မလုံနဲ့အင်အားတွေရော့အောင်မလုံနဲ့ရပြီကိုယ့်ကိုအေးစင်းနေဒါမှမဟုတ်လားရန်သူဘက်ကနေမလားနေရန်သူဘက်ကနေခြင်းနဲ့နေဟိုဘက်လိုဒီဘက်လိုတကယ်ပဲဟိုနေ့ဖြစ်လို့လူတယောက်တည်းနဲ့ရှိသေးတယ်နော်ကျွန်တော်ဒီ IUD ဘိုင်းမှာလည်းကျွန်တော်တို့မပြောချင်လို့ဘာလို့ဆိုကိုအချင်းချင်းပြောရတာလေမပြောချင်ဘူးတယောက်တည်းနဲ့ယာဒူးတွေအများကြီးယူထားတာတောင်ဝင်တွေအများကြီးယူထားတာနောက်ပြီးဘာမှလည်းလုပ်နိုင်ဘူးဒါတွေကမဖြစ်သင့်ဘူးနော်ကျွန်တော်တို့ကိုတယောက်တည်းလုပ်လို့ရတဲ့အရာဆိုတာမရှိဘူးခွဲအင်အားများနေများလို့အခုကျွန်တော်အများပြောတယ်ထောက်ဖို့တွေများများလာပါဘာဖြစ်ထောက်ဖို့အများကြီးလိုအပ်တယ်လေငါတယောက်ပဲထောက်ဖို့လုပ်မယ်ငါ့ဝဲလူကြဆိုသွားပြီးအဲ့ကောင်အဲ့ဒါကိုချိုးချတာမှထောက်ဖို့များနေကောင်းလေဘာဖြစ်လို့လဲထောက်ဖို့အဖွဲ့တွေများမှလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာအဲ့တော့လောက်ကြပါဘယ်မှာသူတွေဖွဲ့ကြပါဟဲ့အဖွဲ့တွေလောက်ကြနော်ကိုတိုင်းပို့ဒီလိုပဲဒီလက်ရှိ IMD ထဲမှာလည်းတချို့ကျွန်တော်ကြားသိရတာရှိတယ်ဒါပေမဲ့ခါတိုင်းကျွန်တော်မပြောချင်ဘူးဘယ်လွတ်တော်အမတ်ကတော့ဘလို့ဆင်းလာတယ်ဘာမှလည်းမတည်ပဲနဲ့အမိတ်လာပေးသွားတယ်ဒါမျိုးတွေစုံစမ်းကြည့်လိုက်နော်လာပြောတဲ့အဖွဲ့တစ်ခုတည်းနဲ့ကျွန်တော်နားမထောင်ဒီလူဟုတ်လားဒီလူပါလေဟုတ်တယ်ချို့ကြိုက်ဒါမျိုးတွေဒါတွေကမဖြစ်သင့်ဘူးကျွန်တော်တို့ဒီအချိန်ကာလမှာအားလုံးကဝိုင်းလောက်ရမယ့်အချိန်နေရာတွေယာဒူးတွေလောက်ပိုင်ခွင့်တွေအခွင့်အရေးတွေဒါတွေလိုက်လှုပ်နေရတဲ့အချိန်မဟုတ်ဘူးပြီးွားပြီးကြိုက်လူသားအဲ့ချိန်ကြိုက်နော်ကျွန်တော်တို့ကအဲ့ဒီချိန်ကြိုက်ထိုင်ဆဲပါမယ်နော်တခါတည်းပြောလိုက်မယ်ပြန်လဲထူထောင်ရေးအချိန်ရောက်လာခဲ့မယ်ဆိုရင်ထိုင်ဆဲမဲ့အဖွဲပါမယ်နော်ဘာမှမလုပ်ပါဘူးအခုချိန်မှာကျွန်တော်တို့လုံနိုင်တဲ့လောက်ကြိုးစားပါမယ်ဒါပါပဲအဲ့တော့ပါတီတွေအနေနဲ့ပြောချင်တာကတော့နောက်ဆုံးတစ်ချိန်ထပ်ပြောပါမယ်လက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလက်ခံစရာအကြောင်းမရှိသလိုလုံးဝလည်းလက်မခံဘူး
ဒါပြည်သူအများစုနော်မြန်မာပြည်မှာလူကြီးတန်း60နီးပါးရှိတယ်အဲ့ဒီထဲကတန်း40လောက်ရဲ့ဆန္ဒအဲ့ဒီတိုင်းဖြစ်နေတယ်အဲ့တော့လက်ခံစရာအကြောင်းမရှိသလိုလုံးဝနဲ့လက်မခံဘူးအဲ့တော့ပြည်သူလက်မခံတဲ့အရာကြီးကိုပူးပေါင်းပြီးတော့အဲ့ဒီရွေးကောက်ပွဲမှာထိုင်ကုန်တစ်ခုံရရေးအတွက်စောင့်ရှက်မရှိဝင်တဲ့ပါတီမှန်သမျှဟာတမိုင်းတရခံပြည်သူတစ္ဆာဖောက်တယ်လားကျင်းနေတယ် ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ဟိုလူမြင့်ချော်ပြောတဲ့နောက်ဆုံးရတဲ့ဒီမြောက်ကျွန်တော်ဒီစပဲပြီးတော့ဆုံးသမှာဖြစ်ပါတယ် မကွေးတိုင်းဒေါင်းနေထောင်ရှော့ရိုက်တုံးနေနဲ့ပြက်ကတ်တိုက်ခတ်ခဲ့ပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကိုကယ်တင်နိုင်ဖို့ထောင်တကားတွေရိုက်ချိုးနေကြဧပြီလ14ရက်နေ့2025ခုနှစ်လူမျိုးညာခဲ့တဲ့တိကျမှုများမှာကျိုးဆိုရတယ်ဗျဒီညမှာတော့ကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်တည်တိုးတိုးတန်းတန်းနေကြနေရပါတယ်ကိုရှယ်လေးမှာတော့လက်ဖြံရိုးကျိုးသွားတယ်လို့ပြောတာရှိပြီးတော့ဇော်မင်းတို့နဲ့အိမ်ဘေးကနှစ်ထပ်လုံးချင်းအိမ်မှာထားတယ်ဆိုတဲ့သတင်းလေးတက်နေတယ်နောက်တစ်ခုကနေပြီးတော့ဆေးရုံ VIP ကမ်းမှာထားတယ်လို့လည်းကျွန်တော်တို့ကြားတယ်အဲ့တော့အတီးပြုလို့မရသေးဘူးလက်ဖြံရိုးကျိုးတယ်ဆိုတဲ့သတင်းတစ်ခုရေဘာမှမဖြစ်ဘူးဆိုတဲ့သတင်းတစ်ခုရေဒီနှစ်ခုကြားထဲမှာအတီးပြုကိုစူးစမ်းနေတယ်ဆိုတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့ဘူးတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းတို့ပေမဲ့လက်ရှိအထိနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေစေလူနှလုံးသားကိုရယူထားနိုင်စေမြင့်မြတ်လာတဲ့အမျိုးသမီးကြီးဒေါ်ဆန်းစုကြည်စစ်တပ်ကအကြောက်ကြီးကြောက်ရတဲ့အမေဦးကြောက်တာမှစစ်တပ်မျိုးဆက်3ခုလောက်ကိုအခုမျိုးဆက်နောက်ဆုံးထိဒေါ်ဆန်းစုကြည်ကိုကြောက်လုံးလို့ပုံရိပ်တွေဖြတ်တယ်ကြောက်လုံးလို့လက်ရှိတည်းဒီအပြစ်မရှိအပြစ်ရှာမတရားဖန်ဆီးထားတယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်ကတော့ဒေါ်ဆန်းစုကြည်ပါပဲအဲ့တော့ကျွန်တော်တို့ဆက်လက်အသေးစိတ်အတည်ပြုဖို့ကြိုးစားပါမယ်ရရှိတာနဲ့ကျွန်တော်သတင်းကြီးကိုကျွန်တော် Telegram Channel မှာချက်ချင်းတင်ပေးပါမယ်ကျွန်တော် Telegram Channel ကတော့တော်တော်များများလေးတည်ပြီးသားဖြစ်မှာပါ join တာပါတချို့သတင်းတွေချက်ချင်းတင်နိုင်ဖို့ Telegram ကကျွန်တော်တင်ပေးတယ်ပေါ့နော်တချို့သတင်းတွေကြတော့ကျွန်တော်ဒီညမှာပြောတာတွေရှိတယ်အချိန်မဆိုင်မဲ့သိကျင်တယ်ဆိုတော့ Telegram Channel ကိုလာခဲ့ပါညမှာလူမဲကျော်မျက်နှာလေးကိုကြည်ပြီးလူမဲကျော်ပြောသမျှကိုပြောတာလေးတွေကိုနားထောင်ကျင်တယ်ဆိုတော့ညမှာတစ်လုံးစီးရဲကြည်ကြပါကြိုက်ကြပြီးချင်ဒီနေ့ကတော့တကြံအကြနေရောက်လာပါတကြံအကြနေကိုရောက်လာတော့မြင်ကွင်းအစုံအဖုံဖုံပါပေါ့ဗျာထိုင်းမှာတကြံကြားတဲ့လူတွေကဗမာမမန်းနဲ့ဆောက်တဲ့လူတွေကိုလမ်းဆဲဆိုတဲ့ post တွေဒီလူသားဆန်သွားကလေးတွေကိုပျော်ခွင့်ပေးလိုက်ပါကိုငင်းမောင်းဒါမျိုးတွေပေါ့ဗျာအများပြတွေ့ရပါတယ်လူတူချင်းတူချင်းရဲ့ယူဆရှုမြင်ချက်တွေကမတူတဲ့ခါကျတော့ဒီမိုကရေစီဆိုတာအမြင်တွေကွဲပြားနိုင်ပါတယ်တိုက်ချင်ကြိုက်မကြိုက်ချင်နေလက်မခံရင်လည်းရပါတယ်ဝေဖန်လို့လည်းရပါတယ်ဒါပေမဲ့မဆဲတော့မဆိုရပါနဲ့ဗျာမဆဲရပါလူတူရဲ့အယူဆနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်မခံတာတွေမကြိုက်တာတွေဟာလူတိုင်းမှာအခွင့်အရေးရှိပါတယ်ကျွန်တော်ကလည်းမကြိုက်လို့ရပါတယ်ဝေဖန်လို့လည်းရပါတယ်ဒါပေမဲ့အကောင့်တုတွေနဲ့ဝင်ပြီးတော့သူတို့နဲ့အစင်မပြေတဲ့လူတွေကိုဆဲဆိုနေတဲ့အကျင့်စရိုက်မျိုးဟာဖက်စစ်တပ်ကလုံးလေလုံးလာရှိတဲ့ပုံစံမျိုးပါလို့အထက်ထက်ကသတိပေးပြစီဖက်စစ်တပ်ဆိုရှယ်စာမျက်နှာတိုင်းမှာရုပ်ပြလို့ရတဲ့သူတို့ရဲ့စစ်ကောင်စီတောက်တိုင်စော်ဖုံးရင်းတို့ကြုံညုံမင်းတို့ကျော်စိုးဦးတို့ပောက်ကူတော်တို့ဝါတော်အစရှိတဲ့ကောင်တွေကိုလည်းရုပ်ပြခိုင်းထားတယ်လို့ရုပ်မပြဘဲနဲ့အကောင့်တုအကောင်ပုံးတွေမြောင်များစွာဖွင့်ပြီးဝါရဖြန့်ချီနဲ့စိတ်သက်စစ်စင်ရေးကိုစနစ်တကျလုပ်နေတယ်ဆိုတာကိုတော့တတိပေးပြစီ Facebook စာမျက်နှာရဲ့သဘောကဆဲတာတွေများရင်ဆိုတာတွေများရင် comment တွေဝင်ရေးတာများရင်ပို့ပြီးတော့ကြည်ကြတယ်နော်ဒီလိုနီးနေပဲကျွန်တော်တို့ဗမာပြည်ကနေ့မြင်ညပြောက်ဆယ်လီတွေအမြောက်အများပေါ်လာတာကိုလည်းတွေ့ရမှာပါနေ့မြင်ပြီးတော့ညမှာပျောက်သွားခဲ့တာဆိုတော့ဒီနည်းစနစ်ဟာကျွန်တော်တို့စင်ကျင်လုံးတရားကိုအထောက်ပံ့မဖြစ်စေပါဘူးကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ကိုလည်းအထောက်ပံ့မဖြစ်စေသလိုလက်ရှိလူအဖွဲ့အစည်းကိုလည်းပုံမှုစိတ်ဝမ်းကွဲစေပါတယ်လူတိုင်းမှာကိုကြီးပြင်းရှင်တန်တဲ့ပတ်ဝန်းကျင်ကိုနေထိုင်ရှင်တန်တဲ့ပတ်ဝန်းကျင်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်အရာအတိသူ့အတိဖြစ်ထွန်းတယ်သူ့အတိကနေမှသူ့ဘဝကိုပြဋ္ဌာန်းတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်မတူနိုင်ပါဘူး
ရှုမြင်သုံးသက်ချက်တွေချီးကပ်ပုံတွေရှုထောင့်တွေပညာအရေးချင်းတွေနောက်ပြီးတော့ဒီနယ်ပယ်တစ်ခုမှာ professional လုပ်နေတာမဟုတ်ဘဲနဲ့ဖြတ်ကနေဒါလေးကိုတွေးလိုက်မှထပြီးတော့ပြောတာမျိုးတွေပေါ့နော်ဒါတွေဟာကျွန်တော်တို့မြန်မာလူဖွဲ့စည်းကိုပုံမစိတ်ဝမ်းကွဲပြီးပုံမစိတ်ပြက်စရာတွေပဲဖြစ်ပါလိမ့်မယ်ဆိုတော့ဥပမာဆိုရင်ကျွန်တော်လူမြတ်ကျော်ရဲ့သတင်းကိုနေ့စဉ်နေ့တိုင်းနှစ်နဲ့ချီပြီးကြည့်ရတဲ့လူတွေရှိတယ်ဒီလူတွေကိုအထွေအထူးရှင်းပြကြမလို့ဘယ်လိုပုံစံတွေပြောခဲ့တယ်ဘယ်လိုအတွေးခေါ်တွေပြောခဲ့တယ်ဘယ်လိုပုံစံရက်တည်နေတယ်လူမြတ်ကျော်ပြောတာဆိုတာတွေကဘယ်လိုမျိုးတွေဘယ်တော့ကဘာပြောတာဘယ်လိုချိတ်ပြောတယ်ရှင်းပြကြမလို့ဒါပေမဲ့မနေ့တနေ့ကမှထပြီးတော့တပိုင်းတစလေး10မိနစ်လောက်ကြည့်ပြီးတော့သိရမလားပြောဆိုကြတာမျိုးပေါ့နော်သူဘာမှလည်းမသိဘူးအရှိမဘာပြောခဲ့လဲဘာလုပ်ခဲ့လဲဒီတော့ဘာကောင်လဲပေါ့ဗျာနော်ဒါမှမဟုတ်လည်းမသိဘဲနဲ့စိတ်ထင်ရတဲ့ရန်တမ်းပြောတော့သူတို့ကူစားကျွန်တော်သူတို့တနာမိတယ်သူတို့ကူစားကျွန်တော်သူတို့ကိုရှက်မိဒါဒီအခြေအနေတွေကိုကျွန်တော်ကဘာကြောင့်ပြောနေလဲဆိုတော့လောကတော့မကြခင်ရပိုင်းလေးမှာကျွန်တော်တိုင်းသားအီးအကိုတက်ပြီးဖြစ်တဲ့ KIA ရဲ့ TNL တို့ရဲ့ဂျားထဲမှာအောက်ခြေတက်ပြီးအငြင်းပွားမှုပြဿနာကိုဖြေရှင်းနိုင်မှုညီနိုင်ရေးကိုယ်စားလှယ်ဖွဲ့ပြီးစေလွတ်နေပြီဆိုတဲ့လက်ရည်မှုနဲ့စာသားလေးကိုဗိုလ်ချုပ်ခွန်မကရေးလိုက်တယ်ဒါကိုဗိုလ်ချုပ်တာပုံးကျော်TNL ကဗိုလ်မှူးချုပ်တာပုံးကျော်ကလည်းပြန်ရေးတယ်ပေါ့ဗျာဒီဆိုတဲ့ပို့အတုအကောင့်တုတခုထွက်လာပို့အတုကြီးပေါ့မားတဲ့မှာတခုထွက်အဲ့နဲ့ပတ်သက်ပြီးတော်တော်ချစ်ချစ်လေးလေးဖြည့်ရှင်းရတယ်အများကြီးရှိတယ်ဆိုတော့နောက်ပြီးတော့သတင်းတွေနဲ့ပတ်သက်ပြီးတော့တွက်ကြရတွေ share ပြစ်တာမျိုးအခုနောက်ပိုင်းပုံများလာတယ်ပေါ့နော် social စာမျက်နှာမှာရှုပ်ပွားပြီးတော့ဆိုတော့စင်ကြင်ုံတရားကိုတော့တတိတရားထားကြပါစင်ကြုံတရားနဲ့ပဲလက်ရှိအခြေအနေကိုဖြတ်တန်းပါဒုက္ခတွေကိုရင်ဆိုင်ပါအကောင်းဆုံးကျွန်တော်တို့ကြော်ဖြတ်ကြရတယ်စင်ကြုံတရားနဲ့စင်ကြုံတရားမရှိရင်လူဟာတိရစ္ဆာန်နဲ့ဘာမှမထူးဘူးလို့တက္ကမှာပါရစေအဲ့တော့ဒီနေ့မကွေးတောင်းနေ6ကိုမနေ့ကညနေ6နာရီမှာစတင်တိုက်ခိုက်ပါတယ်ကျော်လိုက်တော့နေထောင်တကားကိုပစ်ချိုးတာဖြစ်ပါတယ်သတင်းတစ်ခုမှာတော့ထောင်တကားတစ်ချမ်းပွင့်သွားတယ်လို့သိရပြီးသတင်းတစ်ခုမှာတော့ထောင်တကားထောက်အုပ်ရိုးတွေမချိုးဖြတ်နိုင်ခဲ့ဘူးဆိုထားတယ်အဲ့တော့ထောင်ရှိရဲ့မျက်နှာချင်းဆိုင်မှာရဲတက်ရင်25တီရှိတယ်2နာရီတော့ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့သိရတယ်နောက်ဆက်တဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့ထပ်မံအတည်ပြုနေစေပဲမကွေးတောင်းနေထောင်လို့တော့ရွှိုက်လုံးနဲ့ထောင်တကားတွေထောင်ရိုးတွေကိုပြစ်ဖွင့်နေဆိုတဲ့သတင်းကတော့အမှန်တိုင်းဖြစ်တယ်ထောင်တကားတွေရိုက်ဖွင့်ဖို့လိုလာပြီပူဆွေးဝမ်းနဲ့လွမ်းစွတ်တတိယခြေကွဲဒါတွေနဲ့မပြီးတော့ပဲတောင်ဆန်းစုကြည်ကိုတကယ်ချစ်တောင်ဆန်းစုကြည်ကိုဖမ်းချုပ်ထားတဲ့နေပြည်တော်ကိုအလုံးရင်းနဲ့တိုက်ကြရလိမ့်မယ်မဟုတ်ရင်လူမြင်ကောင်းဓာတ်ပုံချိတ်လှုပ်ရှားတာကလွဲရင်ဘာမှမဟုတ်တကယ်လုံနိုင်ဖို့လိုတယ်လုံဖို့လေဒီဇိုင်းမမစူးစမ်းဖို့လိုတယ်အခုဟာကတခုခုကြုံလာရင်တရိယာလိုက်တာလွန်လိုက်တာကျမ်းမာပါသေးဆူတောင်းလေးရဲ့ဒါကတာမန်ပြည်သူတွေလုံနေပြီတာမန်ပြည်သူတွေကတော့တော်လိုင်းတက်တွေနိုင်ငံရေးကောင်းဆောင်တွေကိုအားကိုးတချင်းနဲ့ညှော်လင့်နေတာသူတို့လုံနိုင်တာထောက်ပံ့မယ်ကူညီမယ်ဆူတောင်းပေးတာတော်လိုင်းသမားနိုင်ငံရေးသမားတက်တော်အသီးသီးကတော့ဒီလိုမဟုတ်ဘူးတော်ဝန်ဆန်းစုကြည်ရဲ့ကျေးဇူးတရားကိုတကယ်သိတယ်တော်ဆန်းစုကြည်ကိုတကယ်မျက်နှိုးလေးစားတယ်ဆိုရင်တော်ဆန်းစုကြည်ကိုဖမ်းချုပ်ထားတဲ့နေပြီးတော့ထောက်နေရနေကိုရိုက်ဖွင့်ကြရလိမ့်မယ်ရှင်းပါလားဗဇက်ကမပြောဘဲအလုံးနဲ့တတ်တည်ပြကြရွေးကောက်ပွဲကိစ္စလည်းဒီတိုင်းပဲတခါတည်းထက်ပြောလိုက်တော့မယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ NLD ပါတီနှစ်ချမ်းကွဲနေပါတယ်ပြည်ရင်းရဲ့ပြည်ပိုင်ပြည်ရင်းကအဖွဲ့တွေကစစ်ကောင်စီလုပ်တဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မှုပါတီမှတ်ပုံတင်မယ်ဆိုတဲ့အခြေအနေတွေကြားပါတယ်တစ်ဖက်မှာပြည်ပမှာရောက်နေတဲ့ NLD CEC တော်တော်များများကဒါကိုလက်မခံကန့်ကွက်မှုတွေလုပ်ပြီးတော့ပြည်ရင်းကတချို့ပါတီဝင်တွေကိုပါတီကထုတ်ပယ်တယ်ဆိုတာမျိုးဖြစ်ပေါ်ပါတယ်တစ်ဖက်ကလည်းပြည်ရင်းကပါတီဝင်တွေဟာပြည်ပပါတီဝင်တွေဟာတရားမဝင်ဘူးအပြည့်အနှံစစ်တပ်အကြိုက် NLD ပါတီဝင်တွေနှစ်ချမ်းကွဲနေကြပါတယ်
စစ်တပ်လုံးမဲ့ရွေးကောက်ပွဲမှာပြည်တွင်းက NLD ကြီးဝင်ရောက်ရှင်ပြိုင်ဖို့ NLD ပါတီနာမည်နဲ့ပဲလားသို့မဟုတ်တမိုင်းတစ်ခုလုံးကလို့ခမောက်တခိုးသိမ့်ညွန့်လိုပုံစံမျိုးဝင်ပြိုင်မလားတော့မသိရသေးဘူးကြည့်ရမယ်ရွေးကောက်ပွဲတော့ဝင်ကိုဝင်ချလိမ့်မယ်ရွေးကောက်ပွဲကိုဝင်မယ်ဆိုတော့ရွေးကောက်ပွဲကလူမြတ်ကျော်မင်းကရွေးကောက်ပွဲသူတို့လုံနိုင်မယ်ထင်လို့လားဒီအချိုးမျိုးနဲ့ဆိုစစ်တပ်ဟာရွေးကောက်ပွဲလုံနိုင်သွားလိမ့်မယ်ရွေးကောက်ပွဲလုပ်ပြီးတော့တရားဝင်မှုကိုရယူဖို့သူလုပ်ကိုလုပ်လိမ့်မယ်မရရအောင်မဖြစ်ဖြစ်အောင်လုပ်လိမ့်မယ်အဲ့တော့ရွေးကောက်ပွဲလုပ်ရင်ငါတို့ကလက်မခံဘူးဟာလက်မခံကောက်ကွက်မယ်ဆက်ဟာကျွန်တော်ပြောတယ်အဲ့လိုနီးနေလောက်နဲ့မရဘူးတကယ်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီးကိုဖျက်တောက်နိုင်ဖို့ရပ်တန့်နိုင်ဖို့လက်တွေ့လုပ်ငန်းစဉ်နီးပြူပါမဟာပြူပါနီးပရိယေနီးနာဘာမှလေဘာလုပ်နေတယ်ဟိုလေးစာဖို့ဒီလေးစာဖို့ဇွန်လေးမှာကန့်ကွက်ကြရွေးကောက်ပွဲကိုကန့်ကွက်ကြဟိုဖွဲ့လေး၃ဘွက်ဒီဖွဲ့လေး၃ဘွက်စုစာထုတ်ဒီအခြေအနေနဲ့မရတော့ဘူးရှင်းပါလေနော်ဒါကနိုင်ငံရေးပိုင်းကိုပြောနေတာတစ်ဖက်မှာလည်းနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိုကြီးလို့လူမျိုးတွေကရွေးကောက်ပွဲကိုအတန်ထုတ်ပြီးတော့နိုင်ငံရေးပါတီပြည်သူလူထုနာနေပါပြီဆိုတဲ့ခေါင်းစဉ်နဲ့ဖက်စစ်တပ်ကိုပင်ပေးပေါင်းဖို့လုပ်နေတယ်နော်ဒီထဲမှာကျွန်တော်တို့မမြင်ရတဲ့အခြားလက်တွေအများကြီးတည်းရှိဒီဘက်တစ်ချမ်းမှာတော့တော်လန်ဘက်ချမ်းမှာတော့ညီနေရတဲ့အစုအဖွဲ့နှစ်ခုကိုကျွန်တော်ရှင်းပြမယ်တခုကတော့တကယ်တိုက်ပွဲဝင်ပြီးရိုးရိုးသားသားနဲ့လုပ်နေတဲ့သူတွေတစုကတော့ elite တော်လန်ကြီးရေပေါ်စီလူဒန်းစားတွေအမြောက်အများရှိတော်လန်ကြီးကိုပါတယ်လှုပ်ရှင်အောင်ဒီအချိန်ရှိအကျဲချက်မပြောတော့ကိုယ့်ကိုစစ်စစ်စင်ញုံတရားနဲ့ကြည့်ဘယ်သူတွေကဘာလုပ်ခဲ့တယ်ဘယ်သူကဘယ်ကလာတယ်လာရနဲ့လာရလက်ရှိဘာလုပ်နေလဲအရင်ကဘာလုပ်ခဲ့လဲအခုရောဘာလုပ်နေရောနောက်ရောဘာလုပ်နိုင်တယ်စင်ကျင်တုံးတတ်ကြပါဗမာနိုင်ငံရေးရာလေးအခုကျွန်တော်ကြည့်လိုက်ရင်လေအမှန်တိုင်းပြောရင်အတော့ရင်လေးစရာကောင်းတဲ့ဗမာပြည်အခြေအနေအတော့ဘာဖြစ်လို့လဲသိလားပျော်နေလိုက်ကြတာဗျာမုံရွာတကြံနေမြင်နေမလားရန်ကုန်ကတော့ဆောင်းရမိုက်ရန်ကုန်ကတော့ဒီနေရာကနေအလေးပြုတိတ်စိတ်နေတာပဲလူလူမာသားတတိုက်တော့ဗာလေပြည်သူရှင်ပြင်ထဲမှာတယောက်နှစ်ယောက်တယောက်စားနှစ်ယောက်စားတော့တွေ့ရတယ်မုံရွာတဲ့စကိုင်းတိုင်းမုံရွာစကိုင်းတိုင်းငလေလို့ပြိုကျနေတာလေသူတို့လည်းမဆိုင်ပါဘူးပျော်နေလိုက်ကြတာဆိုတော့လေကျွန်တော်တို့တိုင်းပြည်ဟာငလျင်ကပ်ဘေးကြီးဗမာပြည်မှာတခါမှမပေါ်ပေါက်ဘူးတဲ့အကြီးမားဆုံးငလျင်ကပ်ဘေးကြီးတော်လိုင်းတက်ပြီးနဲ့ဖက်စစ်တပ်ကိုအမြင့်ပြတ်ချီမုန်းနေတဲ့စစ်ပွဲတွေဖြစ်နေတဲ့တိုင်းပြည်မှာဟုတ်ရဲ့လားလို့တခါတလေကျွန်တော်တွေးမိတယ်။ဘာကြောင့်တွေးမိလဲဆိုအချက်အများကြီးရှိတယ်။ဒေါ်လာနဲ့သူတွေကတော့ကြားခုကြားခဲနဲ့အငတ်ငတ်အပြက်ပြက်ပစိုးဒူးကွဲဖနက်ပြက်ပစိုးပြက်ဒူးကွဲနဲ့လုံနေလိုက်ကြတာ။သမင်းတနတ်မစားပဲဒေါ်လာသတင်းတွေကိုကြည်ရင်အားပေးနေလိုက်ကြတာ။တော်လန်ပြည်သူတွေကတော့အငတ်ခံအပြက်ခံအန်ကျိတ်ပြီးငလင်ကြောက်အိမ်ပြူကြနေလေတော်လန်ရေးကိုမပြက်ဒီဇိုင်းမမတ်အာယုံဆိုင်လောက်ကနေလိုက်ကြတာဒါပေမဲ့အဲ့လိုလုံနေတဲ့လူဟာဗမာပြည်လူဦးရေတန်း90ကျော်တန်း60နီးပါးပြည်ပရောက်ပါပါတယ်တန်း60ထဲမှာ3.1ရာခိုင်နှုန်းဆိုတဲ့6သိန်းထပ်တိုးမယ်3.10 10ရာခိုင်နှုန်းသိန်း60ဟိုကတန်း60နော်ရှိနေသလားရှိသလားဒါကြောင့်မို့တခါတလေကြာရင်တခါတလေကြာရင်ဖက်စစ်တပ်လုံလို့ရလို့လုံနေတာကိုကျွန်တော်တွေ့ရတယ်လုံလို့မရတဲ့နေရာတွေစကိုင်းလို့မခွေးလို့လုံလို့ဘလို့ရတယ်ကျုံးတာအညာသားတွေဖေးမှာဆလောင်းနေတယ်ဟမ်လုံလို့ရလို့ရက်ခိုင်အာခတ်တက်တော်ကြီးကျုံးတာချီးပါတော့အောင်ကြောက်ဟမ်ကြည့်ရင်ကချင်ကြီးစော်ရဲဆိုအတမမထောက်ဘူးအဲ့တော့ဖက်စစ်တပ်ဟာမတရားလုံလို့ရ
လောက်ခွင့်ပြုနေတာမျိုးတွေ့ရတယ်ကျွန်တော်ဗမာပြည်သူတန်း60ထဲမှာ6သိန်း100ခိုင်တော့ထပ်တိုးမယ်10ခိုင်တော့သိန်း60တကယ်တော်လိုင်းကြီးလုပ်နေလားအဲ့လောက်သာလုပ်နေရင်အဲ့လောက်ပမာဏလုပ်နေရင်မဲအောင်လိုက်ဖက်စစ်တက်ကိုအတော်ကြီးနဲ့ဝိုင်းထွေးရတော့ရင်းနေသေးတယ်တတိမှုကိုဆင်ခြင်ဖို့ကျွန်တော်ပြောနေတာဖြစ်ပါတယ်ဒီနေရာမှာဖက်စစ်တက်မင်းအောင်လိုက်ကဘာဖြစ်တယ်မင်းအောင်လိုက်ကဘလို့ဖြစ်နေပြီပြောနေကြကျွန်တော်လေးပါတယ်တကယ်လက်တွေ့အခြေအနေကြီးကိုတဖြည်းဖြည်းကြည့်နေတဲ့အခါကျတော့ကျွန်တော်တို့တခုခုများလွဲနေသလားကိုခံစားမိတာပြည်သူလူထုကိုစီယုံရေးတော်လိုင်းရေးသမားချင်းချင်းစီလုံးညီညွတ်ရေးအင်အားတစုတဲ့တစီတဲ့ပေါင်းစည်းညီညွတ်ခါအားလုံးအတူအတန်ထွက်ရေးဘုံလုပ်ငန်းစဉ်ကြီးချမှတ်ရေးဖက်စစ်တပ်ကိုချိန်မုံရန်လုပ်ငန်းစဉ်များချမှတ်ရရင်အားလုံးအတန်တူဟန်တူအလန်တူစုစည်းညီညွတ်ရေးဘယ်သူမှမလုပ်ဘူးကိုလောက်တာမဟုတ်ရင်တခြားလို့လောက်တာတော်လိုင်းရေးမဟုတ်နိုင်ငံရေးမဟုတ်ဘူးစောက်ပတ်လို့စိတ်လည်းမဝင်တော့ဘာပေါင်းစည်းညီညွတ်ရေးစိတ်ဓာတ်မှာအခုထိမရှိနေသေးဘူးစစ်တပ်အကြိုက်ပေါ်ရောက်ဖကြက်ဥတိုက်တာအဲ့လိုလူမျိုးတို့ပြောနေတယ်စိုးနေတယ်မှန်တာတွေလည်းပါနိုင်တယ်မှားတာတွေလည်းပါနိုင်တယ်ကျွန်တော်နားလည်မှုလွဲတာလည်းပါနိုင်တယ်ပြောရမယ်ခေါ်မယ်ကိုလူမျိုးတို့ရေခင်ဗျလာပါဦးဗျာဒီသတင်းကဒီလိုဖြစ်နေတယ်မှားနေတယ်NUG ကပေါ့ဗျာဥမာတယောက်ကကျွန်တော်ခေါ်မယ်ကဝဲဝင်ကြီးဘာကောင်းဘာလူညာလို့တွေ့နေတာသိနေတာပဲဘယ်သူတွေလဲကျွန်တော်သိနေတာပဲဘယ်သူတွေဘယ်နေရာမှာနေလဲသိနေတယ်သူတို့လည်းသိနေတာပဲကျွန်တော်အခုလူမျိုးတို့ကျွန်တော်တို့ကဒါလေးလုံးနေပါလေခင်ဗျာလူမျိုးတို့ရေးညီလေးဒါလေးလုံးနေပါလေအခုတို့တူတူဝိုင်းလုံးကြရအောင်ဘယ်ကောင်းမှလေးနေဒီတစ်ခါမှလာမပြောသေးဘူးရှင်းလားခါခါကြရင်ပြောတယ်ကုလမကျော်က NUG ကိုတိုက်ရိုက်ပြောပါလားတဲ့ကြီးစရာလည်းမပြောနဲ့ကြိုက်တော့စာဖို့စင်းလည်းမပြစကားလည်းမပြဆောက်ဖက်လည်းမလို့အဲ့လိုလူမျိုးကိုကျွန်တော်တို့ဘာအကျဉ်းညနေပေးရမှာအဲ့တော့ကျွန်တော်ယူဆတာတွေကျွန်တော်မြင်တာတွေကျွန်တော်တွေ့တာတွေကျွန်တော်ပြည်သူလူထုကိုကျွန်တော်ပြောတယ်ဒါပဲတော်လိုင်းအခြေအနေကိုတစ်ချက်လက်ပြတာတကြံကာလမှာတော်လိုင်းပြည်သူတွေကတော့လုံးဝရေးမစိုးတကြံတိတ်တိတ်ဆိတ်ဆိတ်လေးနေပြီးတော့အကယ်၍မဖြစ်မနေကလေးတငယ်တွေကိုလိုက်ပို့တာလို့ကလေးတငယ်တွေကရေပတ်ချင်လို့စော့ချင်လို့လုပ်ပေးတာမျိုးကလွဲရင်မပျော်ပါရက်ဘူးဆိုတာကျွန်တော်ယူဆတယ်ယုံကြည်တယ်ဒါကြောင့်ဒီနေ့မှာဒီစကားတွေကိုကျွန်တော်ပြောတာဘာလို့ဒီရက်တွေကနည်းနည်းအလုပ်တွေပါပိတ်တော့အချိန်လေးအားတော့အေးအေးဆေးဆေးကြည့်ပြီးစဉ်းစားလို့ရအောင်အဲ့တော်လည်းရအဲ့လိုမျိုးတိုင်းသားကြီးအောင်တက်တွေကိုကြည့်လားNUG နဲ့တိုင်းသားကြီးအောင်အခြေအနေကိုရောသိလားDNA KIA နေညီဒီသိနေတာမကြသေးဘူးပြဿနာတပုံတပင်အာခတ်တက်တော့အေးNUG ကလူခွေဝင်ကြီးဦးအောင်ကျော်မှုကရိုဟင်ဂျာကိစ္စထိုးထည့်တယ်စစ်တပ်နဲ့ပုံစံတူသူတို့ချင်းနားလည်မှုရဝိုင်းတော့တမျိုးပေါ့ကျွန်တော်တို့ကဟိုကွဲစီခြင်းစိတ်နဲ့ပြောတော့မလုတ်တဲ့နာတွေကိုပြပြနေမဖြစ်တဲ့ကျန်တဲ့ကရင်တက်တွေကြည့်မလားမွန်တက်တွေကြည့်မလားအဲ့ဒီတိုင်းသားကြီးအောင်ကြီးကျွန်တော်တို့ဖတ်ချမ်းမှာကျွန်တော်တို့တော်လိုင်းရင်းနဲ့အတူပါတဲ့မြောက်ပိုင်းညီနောင်သုံးဘွဲ KIA KNU မွန်တက်တွေပေါ့နော်ကချင်တက်တွေချင်းတက်တွေပေါ့နော်အတူကပေါင်းစည်းညီညွတ်နိုင်တဲ့တွိတ်ဆုံနိုင်တဲ့အခင်းချင်းမျိုးဖော်ဆောင်မှုမသိဘူးလားသူတို့ကကျွန်တော်တို့ပုံသိနိုင်ပါတယ်နော်နေပြင်ရောဒီတက်တောင်ပို့လူနဲ့နိုင်ငံရေးရောစီရောနားလည်နေတဲ့သူတွေကိုအတွေ့အကြုံတဘာဝါပေါ့ဗျာဟာငါတို့ကဒီလိုလုပ်လို့မရဘူးခဲ့ NUG ခမလာအောင်ကာဝေးဝင်ကြည့်ပါညာဥမာဘိုးချုပ်ကွမ်မို့လို့ဘာလို့ပါဗျာနော်ဥမာဒီနောက်ကျွန်တော်ပေါင်းမှရမယ်ခင်ဗျတပ်ပေါင်းစုတွေမှာတိုက်လို့ရမယ်စစ်တပ်ကဘယ်တော့မှတိုင်းသားအီးအောင်တပွဲတယ်ဘယ်တော့မှတိုက်လို့မနိုင်ဘူးနောက်လည်းမနိုင်ဘူးကချင်တပွဲတိုက်မနိုင်ရဘူးကရင်တပွဲတိုက်မနိုင်ရဘူးမွန်တပွဲတိုက်မနိုင်ရဘူးကဲခင်ဗျားတို့ဗမာလူတွေအခုတော်လိုင်းကြီးလောက်တာကြပြီအားရတယ်ဝမ်းသာတယ်ဗျာဘိုးချုပ်ကွမ်မို့လို့လူမျိုးအာရကတက်တော့အေးဘိုးချုပ်ထုံးမျက်နှာအဆရှိဘိုးချုပ်ကွမ်မို့လက်ခုံကဲညီလေးရေထုံးမျက်နှာဘိုးချုပ်ရေထုံးမျက်နှာကြွခဲ့ပါအောင်ဗျာကျွန်တော်တို့ဒီမှာစကားပြောရအောင်မလာမဲနေလားတာဘုံကျော်ဘိုးချုပ်တာဘုံကျော်လန့်ခေါ်မယ်အဆရှိတဲ့တက်တွေခေါ်ပြီးတော့နောက်ဆုံးမခေါ်ပြီးတော့နေမြင်မတွေ့ရင်တော့ဇွန်းလေးနဲ့တွေ့ပြီးတော့စီးရေးနိုင်ငံရေးပေါက်ဆက်ရေးဆွေးနွေးဖို့စိတ်ကူးလေးမရှိတင်ဘူးလားလို့ကျွန်တော်တစ်ခါတလေတွေးမိနော်ရှိတယ်နော်ဒီလိုလုပ်အောင်
တိုင်းပြည်ရဲ့လူထုကိုတကယ်ကဲတင်ပြီးတကယ်ချစ်မယ်ဆိုရင်ပေါ့မဟုတ်ဘူး NUG ကလည်းနိုင်ငံရခြားကနေအမေရိကန်ဗာလေအမေရိကန်ဒေါ်လာရေးပေါ့ဗျာနော်အမေရိကန်ကနေဒေါ်လာရေးပေါ့သူကလည်းအဆင်ပြေသူတော့သူလုပ်မယ်ပေါ့ဗျာကမ်ပိန်းတွေသူတောက်ခံသူနဲ့သူပေါ့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဟိုလောက်ကြမယ်ဟိုတိုင်းသားကြီးကဟိုတွေသူ့တိုင်းပြည်သူ့ပြည်နယ်သူတိုက်ကြမယ်ပေါ့သူ့နေရာတွေသူထိမ့်မယ်အားမှာတယောက်မြေရှာတယောက်ကကြောက်တွင်းဟောတော့ရှေ့တွင်းသူတို့ပေါ့နော်ပြည်သူလူထုကဘယ်လိုဖြစ်စဉ်းစားကြရပြီးနေတာဖြစ်ပါဘာဆက်ပြောကြမယ်ဘာဆက်လုပ်ကြမယ်ဘာဆက်လုပ်ကြမယ်ထင်တယ်ဒါကတွေးစရာကြီးရှင်ပေးတာပါဒီနေ့တော့တကြံပွဲတော်နဲ့ပတ်သက်ပြီးတော့ဖတ်စစ်ခွေးတိုက်ကတော့အေးကြံဆိုပြီးတော့ခေါင်းစဉ်တက်ပြီးလက်ရှိချိန်ထိလူထောင်တောင်းပေါင်းများစွာအိုးမဲ့အိမ်မက်ဖြစ်နေတာကိုအေးကြံဆိုပြီးရေရရာခြေတလူလူဓာတ်ရိုက်ဓာတ်စင်လုပ်တယ်လို့နဲ့ခွေးစက်ခင်းနေပါပျော်ရက်တယ်ဗျာကျွန်တော်တို့ဗာမုတ်တဲ့တာမညနော်ပြည်သူလူထုနဲ့တော့ကျွန်တော်ထိတွေ့ဆက်ဆံပြီးတော့နာမည်စုံတစ်ခုရှိတယ်ပေါ့ဗျာဟိုတော်လိုင်းသမားတယောက်စကားပြောတဲ့လူတယောက်ကျွန်တော်မပြောရဘူးမင်းအောင်လို့ဆိုင်နိုင်ဆိုတဲ့ကောင်ကြီးလှုပ်ချင်တာကတမရလှုပ်လိုက်ရင်စပ်တယ်နေပြီးတော့မှတကြံကြပြီးတပြေကနဲ့ပတ်ပြနေတယ်ပြည်သူတွေမှာတော့အဆောင်လေးတွေအနေနဲ့ကျုံးပြီးမှသီးလားမိုးကထက်ရွာတော့လေအကုန်လုံးပြိုပြီးမိုးရွာတယ်ငါငုတ်တော့ဟိုတနေ့ကမန္တလေးနေ့လေပိုင်းငလျင်ထားလောက်တာစိတ်ုံကြီးရတယ်အကုန်ဆင်းပြေးရတယ်မန္တလေးစိတ်ုံကြီးရတယ်ပြိုပြက်တယ်စကိုင်းမှာတော့အခုဒီအပုံနဲ့လောက်တာကူးဆက်ယောဂါတွေတော့ဖြစ်နေပြီနော်ဓာတ်ပေါ်တွေတဲ့အိတ်ကဖြစ်တာဝမ်ယောဂါတွေရောအရေးကားယောဂါတွေရောရန်ကုန်အုတ်ကံမှာမနေ့ကငလျင်လောက်သွားတယ်တောင်ငူလောက်တယ်ဝမ်တွေမိတ်တီလာတာစီလောက်နေတယ်ငလျင်ကြောက်မှမပြည့်သေးဘူးခွေးတိုက်ကတော့လူစိတ်ပြောက်ပြီးတကြံကြပြနေတာဘူးတွေ့ကြည့်ရင်းလို့ပြောအသိလေးမွေးရမှာကွာဒီလိုကောင်းမျိုးစဉ်းစားမိတာပါလူတယောက်အနေနဲ့ပဲစဉ်းစားမိတာပါမင်းအောင်လိုင်းဒီဗိုလ်ချုပ်မှုကြီးတွေဘာကောင်းနေညာကောင်းနေဖဲထားလိုက်အဲ့ဒီထဲမှာတချို့လူပီတာဖို့ပါကိုတော်လိုင်းအင်အားစုတွေကလည်းပြောနိုင်ပါတယ်ဗောနော်ကိုလည်းမသိနိုင်ပါဘူးကိုလည်းမပြောနဲ့လို့လည်းပြောခွင့်လည်းမရှိဘူးပြောလို့လည်းမရဘူးအဲ့တော့တိတ်ဆိတ်လေးပဲကိုကူတကယ်ချင်းပေါင်းသင်းနေနဲ့သွားမယ်လာမယ်ဟိုရက်ပြာလေးထိုင်တောက်တာမျိုးနိုင်ငံရေးတော်လိုင်းဆွေးနွေးတာမျိုးရေပတ်တဲ့လူတွေတာမန်ကလေးတွေထိုင်ကြည့်နေတာဒါလောက်ဆိုရင်ကျွန်တော်တို့နားလည်ပေးလို့ရပါတယ်ပြည်သူလူထုကဒါကိုနားလည်ပါမှာဒါကြောင့်ပြည်သူလူထုတွေမှာဘောနော်ကလေးတွေရေပတ်နေတာကျွန်တော်တွေ့တယ်ဒါတော့ကတော့ပြောမှာပဲကလေးတွေကတော့ဘာသိရှာမှာလဲဒီအချိန်นี้မှာဒါကြောင့်မို့ကျွန်တော်တို့ဘာလုပ်သင့်တယ်ဘာလို့ဖြစ်နေတာလဲငါတို့နိုင်ငံကစစ်ဖြစ်နေတာမဟုတ်ရဲ့လားငါလျင်ကပ်ဘေးကြီးဖြစ်နေတာမှဟုတ်ရဲ့လားဆိုတော့မျိုးကျွန်တော်တွေးပြီးတာအဲ့တော့တော်လန်သတင်းတွေကိုပြောကြရအောင်ဖလန်းမြို့သိမ်းတိုက်ပွဲမှာငွေသားကြီးပဲသိန်း3000အပေါဝယ်လက်နက်ပစ္စည်းအမြောက်အများဗီဒီယိုဖိုင်တွေကြည့်ပြီးသားဖြစ်ပါလိမ့်ဟုတ်ပါနော်နောက်ထပ်တော်လန်နဲ့ပတ်သက်တဲ့သတင်းတွေကတော့ဒီနေ့ကနီကိုဘုံချဲပါတယ်ကနီကိုဘုံမချဲခင်မှာဘုံချဲတဲ့ကိစ္စလေးမပြောခင်မှာကျွန်တော်ထပ်ပြီးတော့ပြည်သူလူထုသိစီကိုပြောပြစရာရှိပါအဲ့တော့မနေ့ကကျွန်တော် Allegri Review Channel မှာလည်းပြောခဲ့တယ်ချက်ပြီးနေပြီးတော့ကိစ္စပေါ့နော်တောက်ခွေတော့မယ်အရှိနေရှိတာလေထပ်ပြီးတော့စစ်တမြကိုသားတမြနေပြီးတော့ပြစ်မှတ်ထားပြီး21ရာစုရဲ့ညီမတို့တော်လှန်ရေးအင်အားစုတွေတက်ညီလက်ညီအရက်ရှိမျက်နှာကဥတေဝိုင်းပတ်ချီတက်တိုက်ခတ်လာကြနိုင်ရင်တော့မြန်မာနိုင်ငံဥကောင်းပိုင်းဘယ်ဘက်ချမ်းညာဘက်ချမ်းလက်တံချီတံဖြတ်တောက်နေတယ်လို့နိုင်ငံအောက်ပိုင်းကိုပါဖြတ်တောက်သိမ်းနိုင်မဲ့ခန္ဓာကိုယ်အလဲပိုင်းအသားတုံးကြီးပဲကြံ့ရစ်မဲ့ဘုရုမပေါင်တူစတဲ့ကပေါင်တူဒုံတိအကြောင်းညင့်တောင်ပြောပြချင်တာအဲ့တော့အခုကပေါင်လေအသားတုံးတော့မကြံတော့ဘူးနေပြီးတော့ဟာပြုတ်ကြတယ်အဲ့တော့ဒီကနေ့ဆိုရင်ဒေါ်လာအင်အားစုရဲ့စစ်တဲ့ဥတီယာလမ်းအားလုံးကနေပြီးတော့လို့ဥယျာဉ်မပြောတယ်မပြောဘူးဆိုတာထပ်ပေါ့ဗျာတဖြည်းဖြည်းနဲ့မြင်ကြည့်လိုက်ရင်ရခိုင်ပြည်နယ်မှာကြည့်ရင်ရခိုင်ပြည်နယ်မြို့နယ်အလုံးသိမ့်ပိုက်အလုံးဒီမှာသိမ့်ပိုက်ဒီနေ့ဆိုကြောက်ဖြူဘေးနားပတ်လေရွာတွေအကုန်သိမ့်လိုက်ပြီတိုင်း30ရက်တဲ့ရင်32အဲ့ဒါကြီးရောက်နေပြီနောက်မှကစစ်ဌာနချုပ်ရှိရအန်းကိုသိမ့်နေ2024ဒီဇင်ဘာ20
နေ့လေနှစ်နိုင်မှာအပြီးသက်တိတ်ယူလိုက်ပြီးတောင်ဘက်အစွန်းကကွာမှုစလိုက်တိတ်ယူတယ်နောက်တစ်စံကနှစ်စမ်းပိုင်းမှာရခိုင်ယူမဘောကဆင်းလာပြီး AR မြစ်အနောက်ဘက်ချမ်းတော့မကွေးတိုင်းပဲခူးတိုင်း AR တိုင်းသုံးတိုင်းကိုစစ်မျက်နှာဖွင့်လိုက်တယ်မြေပြမဟာမိတ်အင်အားစုတွေနဲ့ထိုးစစ်စစ်ကြောင်း၃ကြောင်းပထမထိုးစစ်လမ်းကြောင်းကိုကြည့်ကြရအောင်ကွာမတိုင်းကြောင်းစစ်ကောင်စီရဲ့ဌာနအဖွဲ့စုံစစ်စေးဂိတ်တွေရှိတဲ့ပေတာစကန်ကိုဇန်နဝါရီလ9ရက်နေ့တင်ပါလိုက်တယ်2025ဇန်နဝါရီလကုန်ပိုင်းမှာ AR ငတိုင်းကြောင်းပေတာဂိတ်တောင်ချောင်းဘော်ဒီစစ်စေးဂိတ်စကန်တွေပြင်ပတ်သိမ်မြို့နယ်တွေကမကြီးစင်ကျော်ရဲကင်းစခန်းထိဖက်စစ်တဲ့ကင်းစကန်တွေကိုအကတ်တတော်အင်းနဲ့ပူပေါင်းတပ်ပေါင်းစုအင်အားစုတွေကတိမ့်ပိုက်လိုက်နိုင်တယ်ဖေဖော်ဝါရီလဆန်းအခုဒီရှေ့ဖေဖော်ဝါရီရောမှာဆိုရင်မကြီးရင်တာပေါင်းလိုက်တိုင်းထိုးဆင်းလာပြီးငတိုင်းကျောင်းနဲ့တာပေါင်းကြားကိုရောက်ရှိနေပြီဒါ AR စစ်ကြောင်းနောက်တစ်ခုကြည့်ကြရအောင် AR တိုင်းရဲ့အဓိကဝင်ပေါက်ဖြစ်တဲ့ကွာငတိုင်းကျောင်းကိုထိန်းချုပ်နိုင်ဖို့တာပေါင်းခြေဆိုင်ခမရ308နဲ့ကျုံရောခရိုင်ရေကြီးမှာရှိတဲ့အမှတ်344အမြောက်တိုက်ရင်းကိုအာရကတက်တော်ကြီးကထိုးစစ်စစ်တိုက်ခိုက်ခဲ့အခုအချိန်မှာကာကင်းတွေအကုန်လုံးသိမ့်ပိုက်ထားပြီဒုတိယထိုးစစ်လမ်းကြောင်းတကယ်ကိုမဟာဗျူဟာကြတဲ့အန်းတောင်ကြားလမ်းကိုဖျက်ပြီးအမ်ဘရန်လမ်းကနေတဆင့်ထိုးစစ်ဆင်ခဲ့တဲ့ပကိုးပတော်မကွေးငဖဲဒါတွေကိုဇန်နဝါရီလ29ရက်နေ့မှာသိမ်းယူနိုင်ခဲ့တဲ့အခြေအနေရှိတယ်။အမ်ဘရန်လန်ဟာရခိုင်ပြည်နယ်နောက်ပိုင်းစစ်ဌာနချုပ်စစ်တမြအဖွဲ့ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံရှိတဲ့ကပ္ပစတွေရှိတဲ့လမ်းကြောင်းဖြစ်တဲ့မကွေးတိုင်းမင်းဘူးခရိုင်ငဖဲပဒံရခိုင်ရိုးမကြီးကိုဖြတ်တန်းဖောက်လို့ချိတ်ဆက်ထားတဲ့လမ်းအမ်ဘရန်အဲ့တော့မတ်စတာဒုတိယပတ်ထဲမှာအမ်ဘရန်လမ်းဘောကနိုင်ရီခဲဒီကြောင့်ကာဝေးဗျူဟာစခန်းတော့အဓိကအရေးပါတဲ့တောင်ကုန်းနေနဲ့နေရကန်ဗျူဟာအောက်လက်ကလင်းနေကြီးရတောင်ကုန်းချုပ်ကိုတိမ့်ပိုက်ထားနိုင်ပြီနေရကန်ဗျူဟာစခန်းကမကြခင်တိမ့်ပိုက်ရရှိနိုင်တော့မယ်အခြေအနေဗရန်ကြပြီဆိုတော့ရခိုင်ရုံးမတောင်ကြီးမှာရှိတယ်အမတ်စလိကဝေးပြည်စက်ရုံအမတ်905အမြောက်စစ်စင်ကွယ်မှုဌာနချုပ်အမြောက်တက်ရင်းတွေကိုစစ်စင်ရချိန်ချောက်ထားနိုင်တယ်မင်းဘူးမြို့မှာရှိတဲ့ AR အနောက်ချမ်းတက်ချမ်းလုံးတော်လိုင်းတက်ပြီနဲ့ချိတ်ဆက်မိသွားခဲ့ရင်ပထမထိုးစစ်လမ်းကြောင်းရခိုင်တောင်ကုတ်တတိယထိုးစစ်လမ်းကြောင်း sorry တတိယထိုးစစ်လမ်းကြောင်းကတော့တောင်ကုတ်ကနေကပ္ပစ9တိုင်ကျိုစိတ်ရုံကပ္ပစ6လို့ရှိတာဘိုးတိုင်းအနောက်ကျပတောင်တောင်ကုတ်ပတောင်လမ်းမလ73ရက်နေ့မှာဆိုရင်အာကတတော်ကြီးဟာဘိုးတိုင်းနေကြားကိဖြစ်တဲ့ဘိုးတိုင်းအနောက်ချမ်းတွေကညောင်ကျိုးစကန်ကိုကြော်လာပြီးညောင်ကျိုးတဲ့ညောင်ချီတော့ကြားကိုရောက်လာရခိုင်ရိုးမအနောက်ရိုးမဘောကနေအာရကတက်တော်ရဲ့ထိုးစစ်၃ချောင်းနဲ့ကြက်ပြေးနေပြီးတော့စီအလေရိုးမအေယာဝတီမြစ်အရှိဘက်ချမ်းကအညာသားမြေလက်သားတွေဖလန်းမှာအတူတိုက်ခဲ့တဲ့ချင်းညီနောင်တွေကလည်းသူတို့ညီကိုအညာတက်တွေနဲ့အတူမြေလက်ကိုစကိုင်းကိုစစ်ချီမယ်လို့တရင်နေပေါ့နေတယ်လို့စစ်များဦးဟာဘကိုးပတောင်းကနေတဆင့်ညောင်ကျိုးညောင်ချီတော့အုတ်ရှိပေမှသည်အလေရိုးမအေယာဝီမြစ်အရှိချမ်းကသူတွေနဲ့အာကတတော်ဖွင့်လာတဲ့အနောက်ချမ်းကသူတွေနဲ့ပေါင်းဆက်စစ်စင်နိုင်တော့အကြမ်းမင်းစင်တာတော့နေပြီးတော့ဘယ်ကောင်းမှမကာကွယ်နိုင်တော့ရှင်းတယ်အဲ့တော့နောက်တစ်ခုတက်ကြည့်အောင်အရှိယူမနဲ့စစ်တောင်းမြစ်အရှိရန်6ကကရီမီကရန်တက်မတော်လို့ KNDF ရွှေငန်အင်းလေးပြည်သူ့ကာကွယ်တက်မတော် PDF ပိုင်း Federal Council ပိုင်းမျိုးသားလွတ်မြောက်ရေးတဖွဲ့ချုပ် PNR နောက်တစ်ခုဒီမှာမြောက်ချမ်းအရှိမြောက်ချမ်းကိုပြန်ကြည့်ဗမော်ဖားကမိုးကောင်းမိုးညင်းဝင်းသူဟူကောင်းတွင်ပြင်မြစ်ကြီးနားပူတာကိုကံပိုက်တီကချင်ဒေသအားလုံးပြီးပါ KI နဲ့ PDF တိုင်တပ်ဖွဲ့တိမ့်ပိုက်ထိန်ချုပ်စုံလာတယ်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မန် PDF က MDI PDF ကိုကန်တပ်တွေကမန္တလေးမိုးကုတ်တပိန်ချင်းစင်ကူပသိန်းတဒါဦးမြင်းကြံတောင်တာပခုတ်ကူပကံညောင်းကြောက်ကြောက်နထိုးကြီး
sorry ကြောက်ပြောင်းတီဟောပကုတ်ကိုမြင်းညံထောင်းတာကြောတော့စင်ဘူးပသိမ်ကြီးအဲ့ဒီမှာတဆင့်မြင်းညံ blood တိုက်ကားလို့အစရှိတယ်အဲ့ဒီကတိုင်ရင်မြင်းညံခရိုင်တိုင်ရင်ခွန်ရှိ930ပဲအများကြီးပေါ့နော်ကိုအောင်စိုးလို့ပေါင်းလေးရှိတယ်ကျွန်တော်ကြားတယ်မိုက်ခဲလို့နဲ့အတူတိုက်တာမြင်းညံတောင်တာပကုတ်ကူပကံကြောင်ကြောက်ပြောင်းနှစ်ထိုးကြီးစကိုင်းတိုင်းရင်းမပင်ခရိုင်တွေကရင်းမပင်မုံရွာရွှေဘိုတစဲရေဦးပင်လယ်ဘူးကပ်ဘူးချောင်းထိကြိုက်ကောလင်းအင်းတော်တပ်ပေါင်းစုံနေနဲ့ဒေတာလိုက်ပကပ်ပါရီတာညီညွတ်နဲ့ဆိုရင်ဒီမှာနိုင်ငံအန်တောင်ပိုင်းချင်းမျိုးသားတပ် CNF လက်ကြီးဖလန်းကိုသိနေချင်းညီတော် CB ချင်းမျိုးသားကောင်စီမင်းတပ်ချင်းမျိုးသားအဖွဲ့ချုပ် CNO ဆိုမီဖက်ဒရယ်စီယုံချင်းကဝေးတက်ကံပတ်လက်ချင်းလန်ကဝေးတက်မတူဘီတမတေဗရာနေအုပ်ချုပ်ရေးကောင်စီချင်းတက်တွေနဲ့မကွေးအင်အားစုတွေပြည်ပြအင်အားစုတွေပေါင်းနိုင်ရင်မကွေးတွေကကံတော်စောထီလင်းကံတော်တက်ရင်းနေတယ်ပခုတ်ကူရေချိုမြိုင်စိတ်ပြူပေါ့ပခုတ်ကူတက်ရင်းနေတဲ့ရေနံကြောင်းဆက်ဒေတာခုနအာခတ်တော့ရေထိုးစစ်လမ်းကြောင်းဖြစ်တဲ့မင်းမှုစေရုပ်တာမင်းမှုစကုစလင်းငဖဲဝစ်ဖြူမင်းမှုခရိုင်တက်ရင်းတွေအောင်လန်နတ်မောက်မင်းတို့ PDF တက်ရင်းတွေပေါင်းစုနိုင်ရင်နောက်နေ့ဆက်ပြောမယ်ကျွန်တော်ပြောတဲ့အချက်တွေသာပေါင်းစုနိုင်ရင်ဖက်စစ်တပ်ဟာမလွယ်ဘူးတဲ့စစ်ရှုံးပြီးအောင်လန်ကိုထုနိုင်မှာဖြစ်ပါတယ်မပေါင်းစုနိုင်ဘူးငါတို့ငါမြင်ငါဆိုင်စကိုင်းရောက်ငါလီငါတို့ဘကိုးရောက်ဆိုရင်တော့ပြည်သူလူထုကဆုံးမမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကရှေ့သွားမှာဆိုကြံသေးတယ်ညာနိုင်ငံတောင်ပိုင်းအရှိတောင်ပိုင်းချမ်းနေကြံသေးတယ်မွန်တင်းသားကြီးချမ်းနေနောက်ရမှာဆက်ပြောမယ်အရှိကပြောတော့တာရှေ့သွားတဲ့ကျွန်တော်ပြောသလိုပဲအကင်းနိုင်ချင်းနိုင်ရမယ့်အချက်တွေကိုလောက်ကြရပါလိမ့်မယ်ငလျင်ဆက်လို့တဲ့ကာလကလူမြတ်ကျော်ပြောခဲ့သလိုပဲတိုက်ရင်ကူပါဘာကြောင့်လဲတကယ်ပြည်သူလူထုကိုကူညီခြင်းနေမြေတွေတိမ့်ပိုက်ထိန်ချုပ်ဆုံးမှုတာမှရပါလိမ့်မယ်အန်ယူဂျီပဲဖြစ်ဖြစ်ဘယ်တက်မစို့နေမြေတွေမတိမ့်ပိုက်ပဲလက်တထွာလောက်ဟိုလိုဒီလိုတောင်လိုမြောက်လိုရောင်ဝါးဝါးနဲ့ပကပတိုင်းနဲ့ဒစ်လေတဲ့အကွက်တွေမျိုးနဲ့ကတော့ပြည်သူလူထုကိုကူညီခြင်းပါတယ်ဆိုတာစကလုံးဟန်ပြလူကြားကောက်အောင်ပြောတာပဲဖြစ်ပါလိမ့်မယ်လို့ပြောရင်ပြည်သူကိုကယ်ဖို့ကူဖို့စစ်ကိုနိုင်အောင်တိုက်ပါစစ်နိုင်ပြည်သူကိုကာကွယ်ကူညီနိုင်ပါလိမ့်ပြည်သူလူထုကိုတကယ်ကူညီခြင်းနဲ့ကယ်တင်ခြင်းနဲ့ဆိုရင်ပေါ့ဒီညောင်းတက်ပါအားလုံးကျေးဇူးတင်ပါ ကိုလိုမြင့်ကျော်ပြောတဲ့စကားတွေကတော့တကယ်လေးနေပါတယ်ကောင်းတယ်โอเคကျွန်တော်တို့နောက်တစ်ချိန်မှာပြန်ဆုံကြရအောင်နော်